khana dokari kani lunyin chanda bu de now so general ye pan nai no အမြဲဆူတောင်းတဲ့ပန်းနိုင်နိဗ္ဗာန်ဆင်းရဲဒုက္ခကုန်ငြိမ်းရာအကုန်လုံးနိဗ္ဗာန်ဒီဘဝခန္ဓာဒီဒုက္ခတွေလွတ်ငြိမ်းရာနိဗ္ဗာန်နော်နိဗ္ဗာန်တရားတော်ကိုပူဇော်မယ်နော်စကိုင်းငလျင်ကြီးလောက်ကတွားခြင်း COVID-19 ကပ်ပိုးကြာရောက်နေခြင်းကွေးတော့လက်မဆန့်မီဆန့်တော့လက်မကွေးမီခြင်းအချိန်မရွေးနေရာမရွေးအခြေအနေမရွေးတည်နိုင်သောကြောင့်ယက်တည်နိုင်ခြင်းရွတ်ဆိုနိုင်ခြင်းမှာနားထောင်နာယူနိုင်ခြင်းမှာသိခြင်းကင်းရာနိဗ္ဗာန်တရားတော်ကိုပူဇော်ပါမည်အမေရပူရမှာဂန်းနေုံဆရာတော်ကြီးအရှင်ဇနကဘိဝင်တ၏1989၏အမှတ်36ကျမ်းစာအတွင်းနောက်ဆုံးဆယ်လမြတ်ဗုဒ္ဓကျမ်းစာအတွင်းပါနိဗ္ဗာန်တရားတော်ဖြစ်၏မပြန်လွန်မီ17လကပြုစုခဲ့တဲ့ကျမ်းဖြစ်တယ်ထိုနိဗ္ဗာန်တရားတော်ကြီးကိုပူဇော်ရင်ဂျပန်မှာယောဂဆူကြီးများအကြားဂျပန်မှာနေစဉ်ကာလတစ်လျှောက်ဖြတ်တန်းခဲ့ရပါသည်ယခုလည်းအမေရိကမှာဖြတ်တန်းနေရစေတည်ဆုံးသည့်တိုင်းဤနိဗ္ဗာန်တရားတော်ကြီးကိုရွတ်ဆိုပူဇော်သွားခြင်းပါတယ်ဤနိဗ္ဗာန်တရားတော်ကြီးကိုနားလည်သဘောပေါက်ခြင်းဖြင့်ဤယခုလူဘဝတွင်လူဖြစ်ရကြိုးနဲ့တည်ဟုမိမိကိုယ်ကိုယူဆပါသောကြောင့်မိဘဆရာကျေးဇူးရှင်မိဘဆရာဆွေမျိုးနဲ့ညတကာနဲ့ဓမ္မမိတ်ဆွေအပေါင်းအထူးသဖြင့်တနင်္လာပွားတကာကြီးကိုကန်နှုံးနာကြားဖို့ရန်အတွက်ရွတ်ဆိုပူဇော်ပါမည်နိဗ္ဗာန်ပရိနိဗ္ဗာန်နိဗ္ဗာန်နှင့်ပရိနိဗ္ဗာန်သည်သဘောတူ၏ထိုပရိနိဗ္ဗာန်သည်ကိလေသာတို့ရဲ့ငြိမ်းအေးခြင်းဟူသောကိလေသာပရိနိဗ္ဗာန်ယုတ်ခန္ဓာတော်၏ငြိမ်းအေးခြင်းဟူသောခန္ဓာပရိနိဗ္ဗာန်ဓာတ်တော်တို့ရဲ့ငြိမ်းအေးခြင်းဟူသောဓာတုပရိနိဗ္ဗာန်အပြင်သုံးပါးပြရှိ၏ကိလေသာပရိနိဗ္ဗာန်တရဝါတိုင်း၌ရှိသောလောဘဒေါသမောဟစသောကိလေသာတို့သည်စိတ်ကိုပူလောင်စေကြကုန်၏တဏှာရာဂလောဘမီရဲ့ပူလောင်မှုကြောင့်ဆရာမိဘစသည်တို့၏စကားကိုများနားမထောင်နိုင်ပဲလှုပ်ချင်ရလှုပ်ကြသူတွေအလိုမကျသောဒေါသမီကြောင့်ကိုပင်တေချောင်းကြံသူတွေကိုကြည့်လျင်လောဘဒေါသမီတို့ပူလောင်ပုံမှာအလွန်ထင်ရှား၏ထို့သောလောဘမီဒေါသမီအလောင်ခံရခြင်းမှာလည်းမောဟမီကအကြောင်းအကျိုးမသိမမြင်နိုင်အောင်ဖုံးကွယ်ထားသောကြောင့်ဖြစ်တယ်ဥပမာကလေးငယ်သည်ပူမန်းမသိသောကြောင့်မိကိုကင်ကျင်တကဲ့သို့သည်တချို့မှာကင်မိတကဲ့သို့သည်ဗုဒ္ဓမြတ်စွာသည်အရဟတဖို့ကိုရသောအခါထိုကိလေသာအပူမီတို့အလုံးစုံကုန်၍ငြိမ်းအေးကြလေတော့၏ထို့ကြောင့်ကိလေသာပရိနိဗ္ဗာန်ံဗုဒ္ဓမြတ်စွာ၏ကိလေသာပရိနိဗ္ဗာန်သည်ဘောဓိပလင်ကေဟောတိဖျားဖြစ်ရာမဟာဘောဓိပလင်၌ဖြစ်ခဲ့ပြီဟုညာနာဝိပင်ကအထကထာမိန်သည်ခန္ဓာပရိနိဗ္ဗာန်ယုံနာနှင့်ပေါင်းစပ်၍တည်နေသောဤခန္ဓာကိုယ်သည်အေးချမ်းငြိမ်သက်ခြင်းမရှိသောအပူဒုံနာဖြစ်၏ဇာတိမိဇရာမိမရဏမိစသောရှေ့၌ပြတ်အပ်ခဲ့သောမိ17ပါးသည်ဤခန္ဓာကိုယ်၌တစ်မျိုးပြီးတစ်မျိုးလောင်လျက်ရှိ၏ဓမ္မစကြာပါဠိတော်လားချစ်သူနှင့်ကွဲရခြင်းမုန်းသူနှင့်တွဲရခြင်းအလိုရှိတာမရခြင်းကြောင့်ဖြစ်ရသောဒုက္ခများလည်းအပူများပင်ဖြစ်၏ထို့ကြောင့်တရဝါတိုင်း၏ခန္ဓာကိုယ်သည်ဒုက္ခအပူမိပူတို့ဖြင့်အမြဲပူ၍နေ၏အခြားသူ၏ခန္ဓာကိုယ်ကိုမဆိုထားပြီးဗုဒ္ဓမြတ်စွာ၏ခန္ဓာကိုယ်တော်မှလည်းဝမ်းတော်လားချိန်မှစ၍အားတော်နေပါရကသုံးကောင်ခီး၌မကြာနားတော်မူရခြင်းရေတောက်တော်မူလိုသောကြောင့်ရေခတ်စေတော်မူရခြင်းအပြင်ခန္ဓာကိုယ်၏အပူဒဏ်ကိုပင်ပန်းကြီးစွာခံတော်မူရပါသေးသည်ထို့ကြောင့်ရောင်ဆောင်ကလေးပေါ်မှာပင်ဇံပေါင်းများစွာအချိန်ချင်းခါဝင်စားတော်မူပြီးစတုဒ္ဓဇံမှထတော်မူသောအခါပတိတတိနေတော်မူသောကဖြစ်သောမဟာဝိပတ်ပထမစိတ်နှင့်တူသောဘဝင်စိတ်ဖြင့်ပရိနိဗ္ဗာန်ဆံတော်မူခြင်းသည်ယုံနံခန္ဓာဟုသောအပူတုံးကြီးရဲ့ငြိမ်းအေးခြင်းဟုသောခန္ဓာပရိနိဗ္ဗာန်ပင်ဖြစ်ပါသည်ထို့ကြောင့်ခန္ဓာပရိနိဗ္ဗာန်ကုတိနာယယံခန္ဓာပရိနိဗ္ဗာန်သည်ကုတိနာယုံမြို့၌ဖြစ်ခဲ့ပြီဟုညာနာဝိပင်ကအထကထာမိန်သည်မိငြိမ်းခြင်းဥပမာဤခန္ဓာပရိနိဗ္ဗာန်ဖြစ်တော်မူပုံကိုပင်ရည်ရွယ်တော်မူ၍နိဗ္ဗာန်တိဒီရာယထာယံပတိဘောဗုဒ္ဓမြတ်စွာပြည့်စေကဗုဒ္ဓနှင့်ယဟန္တာဖြစ်ကြကုန်သောပညာရှိတို့သည်နောက်ဆုံးဝိညာဉ်ဖြစ်သောသုတိစိတ်တော်ဤချုပ်ချင်းအဖြစ်ငြိမ်းအေးတော်မူကြပြီးဥပမာတောက်နေသောစီမီသည်စီကုံသောအခငြိမ်းတကဲ့သို့ဖြစ်သည်ဟုယတနာတုံ၌ဗုဒ္ဓမြတ်စွာမိန့်တော်မူ၏ဤမဟာပရိနိဗ္ဗာန်တုတ်ပါဠိတော်၌လည်းပိဇောတတ္တိဝါနိဗ္ဗာန်ဝိမောက်ခောစေတတ်တော်ဟုပရိနိဗ္ဗာန်သုတိစိတ်တော်ဤလွတ်မြောက်တော်မူခြင်းသည်မိငိမ့်ပုံနှင့်တူသည်ဟုအရှင်အနုရုဒ္ဓမိန့်တော်မူသည်ဓာတုပရိနိဗ္ဗာန်ဗုဒ္ဓမြတ်စွာ၏ဓာတ်တော်အလုံးစုပေါင်း၍ဓာတ်ပေါင်းကိုယ်တော်ကိုဓာတ်မီလောင်မီမှငြင်းခြင်းကိုဓာတုပရိနိဗ္ဗာန်ဟုခေါ်၏ချဲ့ပါဦးမည်
တာဒနာတော်ကိုကိုးကွယ်မိလူတယောက်တလေများမရှိလောက်အောင်တာဒနာဆုပ်ယုံလာသောအခါနေရာဌာနအသီးသီး၌တည်တော်မူသောဓာတ်တော်များသည်ဖျားဖြစ်ရာဘောဓိပင်၌စုပေါင်းကရွှေတုံးကြီးကဲ့သို့ဖြစ်ရောင်ကြီးတော်လွှတ်လိမ့်မည်ထိုရောင်ကြီးတော်ကိုဖူးမြင့်ရသောအခါနတ်ပြမာတို့သည်ကြပြားကြရာလာကြပြီးလျှင်အယိုးတော်ရွှေတုံးကြီး၌တေဇောတက်လောင်နေသည်ကိုမြင်ရသောအခါယခုမှဗုဒ္ဓမြတ်စွာပရိနိဗ္ဗာန်ဆံတော်မူတာပဲယခုမှဗုဒ္ဓမြတ်စွာပရိနိဗ္ဗာန်ဆံတော်မူတာပဲဟုပြောကအလွန်ဝမ်းနည်းစွာငိုကြွေးကြလေ၏အနာဂန်နှင့်ယဟန္တာနတ်ပြမာတို့ကဖြစ်လေသည်များပြည့်ရသည်သာဟုတရားတော်ကိုတွေးကတံဝေကဉာဏ်ဖြင့်တီးခံနိုင်ကြပြီသည်လင်္ကာဓာတ်တော်မူသောကျွမ်းပါသောလေချွတ်ချော့သာသနာနောင်သောကာဝယ်ရှိန်ဝါပျောက်ကျွေးကွယ်ပကြီးသောထွေထွေရနှင့်ဓာတ်အသွဲသွဲလဲကိုယ်ွယ်ကြမည်လူမရှိ၍ဘောဓိဘေးမှာစုပေါင်းကားဖြင့်ရောင်ဝါလွတ်ပြီးရွှေတုံးကြီးတို့ဓာတ်မီလောင်တော့ကုံဆုံးပြောက်ကလာရောက်ကြရှာနတ်ပြမာတို့သာသနာဗုဒ္ဓယခုမှပင်မုတ်ချအတီးကွယ်ရပြီဟုငိုမီတန်တာတန်ဝေကားဖြင့်မရယူကြုံကိုစိတ်ချုံသည်နောက်ဆုံးသာရဏပွဲတော်ဖေဟာနိဗ္ဗာန်နှမျိုးမှတစ်မျိုးနိဗ္ဗာန်ယဟန္တာအလုံး၌ရနိုင်သောကိလေသာနိဗ္ဗာန်ခန္ဓာနိဗ္ဗာန်နှမျိုးသည်ဘိက္ခုတို့ဘေးရန်ခတ်သိမ်းတို့ရဲ့အင်းကြီးရာနိဗ္ဗာန်ကိုတောင်းတကြလောနိဗ္ဗာန်ကိုတောင်းတ၍ဒါနကိုပြုကြလောသီလကိုစောင့်တည်ကြလောဘာဝနာကိုပွားစေကြလောဤသို့ဗုဒ္ဓမြတ်စွာတိုက်တွန်းတော်မူအပ်သောနိဗ္ဗာန်မဟုတ်သေးပါပြားခဲ့ပြီးသောနိဗ္ဗာန်နှမျိုးသည်ဒုက္ခခတ်သိမ်းအင်းကြီးရာဖြစ်တဲ့အသင်္ကတ္တနိဗ္ဗာန်တရားတော်မြတ်ကိုလျင်မြန်စွာမျက်မှောက်ပြုရပါလို၏ဟုလူများတောက်တအပ်ဆုတောင်းအပ်သောအသင်္ကတ္တနိဗ္ဗာန်တရားမြတ်မဟုတ်သေးပါပြားခဲ့ပြီးသောနိဗ္ဗာန်နှမျိုးသည်ငါဖျားသည်ယနေ့ည၏နောက်ဆုံးအချိန်၌ရှေးဖျားရှင်တို့ဝင်အပ်သောအမြိုက်နိဗ္ဗာန်သို့ဝင်ရတော်မူဟုဆင်ခြင်တော်မူသောအခါစိတ်တော်သည်အလွန်ကြည်၏ဟုမိန့်တော်မူအပ်သောနိဗ္ဗာန်မဟုတ်သေးပါပြားခဲ့ပြီးသောနိဗ္ဗာန်နှမျိုးသည်အနေစာတန်တိမရဘယံကာလမဂရီမုနီငါးပြာအာယုံကာမဂုဏ်၌တုံလုံးတက်စွာတဏှာကင်းပြီးသောအကျဉ်မုနီထွတ်တင်ဖျားရှင်သည်ဒုက္ခခတ်သိမ်းအင်းကြီးရာနိဗ္ဗာန်ကိုရည်ရွယ်တော်မူ၍ကွယ်လွန်ခြင်းကိုပြုတော်မူပြီးဟုအရှင်အနုရုဒ္ဓမိန့်တော်မူအပ်သောစကားတော်အရဖျားရှင်ရည်ရွယ်တော်မူအပ်သောတန်တိဒုက္ခအမတမဟာနိဗ္ဗာန်မဟုတ်သေးပါပြားခဲ့ပြီးသောနိဗ္ဗာန်နှမျိုးသည်အဘိဓမ္မာကျမ်းလာမက်ဖို့တို့ရဲ့အာယုံဖြစ်သောနိဗ္ဗာန်ဟု၎င်းဓမ္မပဒအထာဂရာကျမ်းလာနိဗ္ဗာန်သည်အမျက်ဆုံးဒုက္ခဟု၎င်းဓမ္မသင်္ကနီကျမ်းလာအသင်္ကရဓာတ်ဟု၎င်းဟောတော်မူအပ်သောနိဗ္ဗာန်မဟုတ်သေးပါပြားခဲ့ပြီးသောနိဗ္ဗာန်နှမျိုးသည်တစ္ဆာ၄ပါးတွင်និရောဓတစ္ဆာအဖြစ်ဖြင့်ပါဝင်သောသောတာပတ္တိမက်ကိုရလျင်ပင်ဝိတာခကဲ့သို့9နှစ်သမီးအရွယ်တငယ်မတို့ထိုက်တန်သမျှမြင်အပ်သောတခါမြင်ပြီးလျင်ဒိဋ္ဌိနှင့်ဝိစီကိစ္စတို့ကင်းကွာရကြောင်းဖြစ်သောတခါမြင်မှုရန်လဲ၅ပါးသီလလုံခြုံမှုအခြေခံရသောနိဗ္ဗာန်မဟုတ်သေးပါထို့ကြောင့်ယခုအခါ၌အကြောင်းတရားတို့မပြုအပ်သောကြောင့်အသင်္ကရဓာတ်ဟုအမည်တော်ရသောဖျားရှင်နာမကယဟန္တာဟုဓမြတို့သည်ပရိနိဗ္ဗာန်မဆံဝင်မီကာလ၌မကြာအာယုံပြု၍နေအပ်သောပရိနိဗ္ဗာန်ဆံတော်မူပြီးနောက်လည်းမပြောင်းမပြည့်ဆက်လက်တည်ရှိရသောလူအများတို့ဆုတောင်းအပ်သောဖျားရှင်လည်းဆုတောင်းမှုရာတိုက်တွန်းတော်မူအပ်သောနိဗ္ဗာန်တရားတော်မြတ်ကိုယုသေးလေးမြတ်စွာရေးသားပူဇော်ပါမည်ယုသေးလေးမြတ်စွာရွတ်ဆိုပူဇော်ပါမည်ယုသေးလေးမြတ်စွာနာယူပူဇော်ပါမည်လက္ခဏရတ္တပြစ္စုပ္ပထံပဒထံရှေးပညာရှိများဖွင့်ပြပုံစိတ်စေတသိက်ယုတ်နိဗ္ဗာန်ဟူသောပရမတ္ထတရားတို့သည်ယုတ်ဟူသောယူပါယုံမှလွဲ၍မျက်စိဖြင့်မြင်ကောင်းသောတရားများမဟုတ်ကြပါထို့သောမမြင်ကောင်းတော်လဲရှေးပညာရှိအထာဂရဆရာတို့သည်မျက်စိဖြင့်မြင်ရတဲ့ကဲ့သို့ဉာဏ်ထဲ၌ထင်လာမြင်လာအောင်လက္ခဏာအားဖြင့်၎င်းကိစ္စရတ္တတံပတ္တိရတ္တတမျိုးမျိုးအားဖြင့်၎င်းဉာဏ်၌ရှုသာသောယောဂီပုဂ္ဂိုလ်ပညာရှိပုဂ္ဂိုလ်တို့ရဲ့ဉာဏ်အားထင်လာသောအချင်းရာဟူသောပြစ္စုပ္ပထံအားဖြင့်၎င်းအနည်းဆုံးအကြောင်းဟူသောပဒဋ္ဌာန်အားဖြင့်၎င်းဖွင့်ပြကြပါသည်နိဗ္ဗာန်ကိုလည်းဉာဏ်၌ထင်လာမြင်လာအောင်လက္ခဏာရတ္တပြစ္စုပ္ပထံပဒဋ္ဌာန်အားဖြင့်ဖွင့်ပြရမည်ဖြစ်၍ထို့သို့မဖွင့်ပြမီတန်တိလက္ခဏာရှိသောနိဗ္ဗာန်နှင့်တစ်ဖက်တစ်လမ်းဟိုဘကံဤဘကံကဲ့သို့ကွာလှမ်းသောယုံ nant တို့ရဲ့မငြိမ်မသက်ဖြစ်ပုံကိုရှေးဥစွာပြပါမည်သင်္ခရဓာတ်ယုံ nant တို့သည်အဝိဇ္ဇာတဏှာကံစသောအကြောင်းတရားတို့ကပြုအပ်သောသင်္ခရဓာတ်တနည်းအားဖြင့်ပြုပြင်အပ်သောဓာတ်ဖြစ်၏ပြု၏ဖြစ်သောအခါချက်ချင်းပြည့်၏ပြက်ပြီးလင်လည်းထပ်၍ဖြစ်၏ဖြစ်လင်လည်းပြက်ပြန်၏ဤသို့ဖြစ်ပြဆက်၍နေသောအစဉ်သည်လက်ဖြောက်တစ်ချက်တီးခန့်ကာလ၌ဂရေသိမ်းပေါင်းများစွာပင်သည်စိတ်စေတသိက်သို့18ကြိမ်ပြက်ပြီးမှယုတ်ကတစ်ကြိမ်သာပြက်၏ဤအချိန်ကလေး၌ဤများလောက်များအောင်ဖြစ်ပြနေရသောယုံ nant သည်အဘယ်မှငြိမ်သက်အေးမြ၍ဒုက္ခဖြစ်နိုင်သောအန်၏အဖြစ်အပျက်တံကိုအမြဲခံနေရသောကြောင့်အမြဲပင်ဒုက္ခဖြစ်၏ဥဒယပိယပฏิပီလနာထေနဒုက္ခအဖြစ်အပျက်တံကိုအမြဲခံနေရသောကြောင့်ယုံ nant ဟုသည်မြဒုက္ခကြီးသာတန်တိလက္ခဏာဟုသည်မှတ်သားကြောင်းအမှတ်သားမှတ်သားအပ်သောသဘောသည်လူတစ်ယောက်၌ထူးခြားသောအမှတ်သားရှိတဲ့ကဲ့သို့ပရမတ္ထတရားတို့၌လည်းတစ်ပါးနှင့်တစ်ပါးမတူအောင်ထူးခြားသောအမှတ်သားထူးခြားသောသဘောရှိ၏
နိဗ္ဗာန်အတွက်ထူးခြားသောအမှတ်အသားကတန်တိလက္ခဏာသည်တန်တိဖြစ်ပုံရုပ်စိတ်စေတသိက်နံတို့သည်ပြအပ်ခဲ့သည့်အတိုင်းအမြဲဖြစ်ပြနေရကငြိမ်ငြိမ်သက်သက်မရှိကြအမြဲပူလောင်နေတဲ့ကဲ့သို့အေးအေးငြိမ်ငြိမ်လည်းမရှိကြအသင်္ကရထနိဗ္ဗာန်တရားမြတ်ကအဖြစ်မရှိသောကြောင့်အပြက်လည်းမရှိအဖြစ်အပျက်လှုပ်ရွမရှိသောကြောင့်အလွန်ငြိမ်သက်၏အဖြစ်အပျက်အပူအလောင်မရှိသောကြောင့်အလွန်အေးငြိမ်၏ထိုငြိမ်သက်အေးငြိမ်ခြင်းသည်နိဗ္ဗာန်၏တန်တိဟုခေါ်ရသောထူးခြားသောလက္ခဏာဖြစ်သည်ဣဇုဒရတ္တယုံနံခန္ဓာတို့သည်ရှေးဥစွာဖြစ်ရ၏ဖြစ်ပြီးသောအခါပြည့်ရခြင်းအပြင်ပင်ကိုယ်သဘောမှရွေလျောရ၏နိဗ္ဗာန်၏တန်တိသဘောကဘယ်အခါမှမပြောင်းမပြတ်သောကြောင့်ပင်ကိုယ်သဘောမှမရေလျောခြင်းဟုသောထူသောအရာသာရှိ၏အနိမိတ်ပစ္စုပ္ပထံကမ္မထာအထုတ်သောယောဂီပုဂ္ဂိုလ်ဖြစ်စေတရားတော်ကိုစဉ်းစားသောပညာရှင်ဖြစ်စေဉာဏ်ဖြင့်ရှုသောအခါအမှန်တိုင်းထင်လာ၏ထို့သောအမှန်တိုင်းထင်လာသည်ကိုပစ္စုပ္ပထံဟုခေါ်သည်နိဗ္ဗာန်ဤသဘောကိုဉာဏ်ဖြင့်ရှုသောအခါစိတ်စေတသိက်ရုပ်တို့မှာသဘောအထက်ကိုရှိတဲ့ကဲ့သို့နိဗ္ဗာန်၌မူကားအထက်ကိုပုံတရံမရှိသောတရားဟုဉာဏ်အားထင်လာသည်ပဋ္ဌာထံနိကတ်သောအကြောင်းကိုပဋ္ဌာထံဟုခေါ်သည်စိတ်သည်ရှင်ဘက်စေတသိက်မိယာရုပ်ဟုသောနိကတ်သောအကြောင်းရှိတဲ့ကဲ့သို့နိဗ္ဗာန်မှာနိကတ်သောအကြောင်းမရှိအရိယာတို့တန်တန်၌နိဗ္ဗာန်တရားပေါ်လာဖို့ရန်ဒါနသီလဘာဝနာစသောဝေသောအကြောင်းကများစွာရှိရပါသည်တန်တိလက္ခဏာဣစုဒရတ္တံနိဗ္ဗာနအမတံအနိမိတ်တာဥပါဌာနံပရာဌာနနလဘတိနိဗ္ဗာနအမတံအမြိုက်နိဗ္ဗာန်သည်တန်တိလက္ခဏာငြိမ်သက်အေးငြိမ်ခြင်းလက္ခဏာရှိ၏ဣစုဒရတ္တံပင်ကိုယ်သဘောမှမရွေလျောခြင်းဟုသောတန်ပတ္တိရတ္တရှိ၏အနိမိတ်တာဥပါဌာနံအထေကိုဟံပုံတရံမရှိသောတရားဟုဉာဏ်အားထင်လာ၏ပရာဌာနံနီးစွာသောအကြောင်းကိုနလဘတိမရအပ်နိဗ္ဗာန်ဤဂုဏ်တော်တချို့ခရဂုဏ်တော်ထိုနိဗ္ဗာန်တတရားမြတ်ကိုတောတာပတ္တိမဲ့ဖြင့်မြင်လိုက်သည်နှင့်တပြိုင်နက်ယာကစသောကိလေသာအချို့သည်၎င်းထိုကိလေသာရှိသူတိုင်းခုနှစ်ဘဝနောက်ပိုင်းရရှိမည့်ယုံနံတို့သည်၎င်းကုန်ခန်းကြရတော့၏အထက်မဲ့များကိုရသောအခါလဲဤနည်းတိုင်းကိလေသာအပူတွေကုန်ရပေသည်ထို့ကြောင့်တန်တိဖြစ်သောထိုနိဗ္ဗာန်သည်ကိလေသာအပူတို့၏၎င်းယုံနံခန္ဓာတို့၏၎င်းကုန်ခန်းကြောင့်ခရဂုဏ်တော်နှင့်ပြည့်စုံပါသည်ဝိရာဂဂုဏ်တော်တတ်မဲ့ခြင်းသဘောကိုပါဠိလိုရာဂဟုခေါ်၏ထိုတတ်မဲ့ခြင်းရာဂသည်ယုံနံခန္ဓာအပေါ်၌၎င်းယုံနံခန္ဓာနှင့်ဆက်သောပြည့်ညက်ယုံနံခန္ဓာနှင့်ပတ်သက်သောပြည့်ညက်အပေါ်၌၎င်းဖြစ်ရသောတရားသည်ယုံနံတို့၏ကုံရာကုံကြောင်းဖြစ်သောနိဗ္ဗာန်သည်ထိုရာဂနှင့်လုံးလုံးမဆက်မပတ်သက်သောယကဝိရာဂရာဂမရှိဟုသောဂုဏ်နှင့်လည်းပြည့်စုံပါသည်အာမတဂုဏ်တော်တေခြင်းဆိုသည်မှာတဘောအလုံးအတွက်နောက်ဆုံးပြည့်ခြင်းသည်ထိုအပြည့်ဟုသည်လည်းအဖြစ်ရှိပြီးမှပေါ်လာရ၏ပြည့်ဖို့ရှေ့ရှုနေသောပြည့်ဖို့ပြင်နေသောတဘောကိုအိုခြင်းဆွေးမြေ့ခြင်းဟုခေါ်၏ပါဠိလိုဇာတိဇရာမရဏမြန်မာလိုဖြစ်ခြင်းယဉ်ခြင်းသို့မဟုတ်အိုခြင်းတေခြင်းသို့မဟုတ်ပြည့်ခြင်းဟုသောသဘောသည်ယုတ်တရားနံတရားတို့ရဲ့သဘောဖြစ်၏ယုံနံအာလုံးကုံဆုံးပြီးသောထိုနိဗ္ဗာန်သည်တေခြင်းမတ္တမရှိရကအမတဂုဏ်နှင့်လည်းပြည့်စုံပါသည်ပဏိတဂုဏ်တော်နိဗ္ဗာန်တရားမြတ်သည်ယဟန္တာပုဂ္ဂိုလ်များအတွက်စား၍မောဟနိုင်အောင်အရသာရှိသောအစာကဲ့သို့မကြာအာယုံပြု၍နေခြင်းစရာကောင်းလောက်အောင်အရသာရှိသောတရားတော်ဖြစ်၏ဗုဒ္ဓမြတ်စွာသည်ဖလတမဘတ်ကိုဝင်စားကထိုနိဗ္ဗာန်ကိုအာယုံပြု၍မကြာတည်င်းသုံးတော်မူလေရှိ၏တရားဟောတော်မူသောမှာပင်ပရိသတ်ကတာဓုခေါ်နေတဲ့အခါဗုဒ္ဓမြတ်စွာသည်နိဗ္ဗာန်ကိုအာယုံပြု၍နေတော်မူ၏တာဓုခေါ်ပြီးမှတရားကိုဆက်၍ဟောတော်မူ၏နိဗ္ဗာန်တရားတော်သည်ယဟန္တာဖြစ်ပြီးသောပုဂ္ဂိုလ်အတွက်ဤမျှလောက်အရသာရှိသောတရားဓုတရားမွန်ဖြစ်သောကြောင့်ပဏိတဂုဏ်နှင့်လည်းပြည့်စုံပါသည်ယံဣဇကထိုနိဗ္ဗာန်တရားတော်ကိုဤသာသနာတော်၌ဗုဒ္ဓမြတ်စွာသည်အစာဆုံးသိတော်မူအစာဆုံးတွေ့မြင်တော်မူရ၏တွေ့မြင်ရာဌာနနှင့်ကာလကဖျားဖြစ်ရာဘောဓိရိတ်တာ၌ကဆုံလပြညအာယုံတက်တော်မူဆဲအချိန်ခါသည်និရောဓတစ္ဆာထိုအချိန်ဝဲဗုဒ္ဓမြတ်စွာသည်ဒုက္ခတစ္ဆာသမုဒယတစ္ဆာនិရောဓတစ္ဆာမဂ္ဂတစ္ဆာဟူသောတစ္ဆာလေးပါးကိုပိုင်းခြားထင်သိမြင်တော်မူ၏ထိုသို့သိမြင်တော်မူရာဝဲនិရောဓတစ္ဆာဟုသည်ဤနိဗ္ဗာန်တရားမြတ်ပင်ဖြစ်၏ထိုအချိန်၌မျက်စိအောက်သို့ရောက်နေသောအရာဝတ္ထုကိုမြင်ရတဲ့ကဲ့သို့ဗုဒ္ဓမြတ်စွာသည်မဲ့ဉဏ်ဖြင့်ခရဝိရာဂအမတဂုံအပေါင်းနှင့်ပြည့်စုံသောနိဗ္ဗာန်ဟုသောនិရောဓတစ္ဆာကိုထင်ရှားမြင်တော်မူပါသည်ဥပမာဆောင်ထင်ရှားအောင်ပြန်အနုမြူတတ်၏စွာအားကိုရှာဖွေကြသောလောကီပညာကျွန်တို့သည်အလွန်ကြိုးစားကြသောအခါထိုအနုမြူအားကိုတွေ့မြင်ကြရ၏ထိုတွေ့မြင်အပ်သောထိုတာအားသည်သူတို့တွေ့မှဖြစ်သည်မဟုတ်ငကိုတဘာဝအတိုင်းရှိနေသောအားဖြစ်တဲ့ကဲ့သို့၎င်းလေးနက်သောကျမ်းစာ၏အဓိပ္ပာယ်ကိုအမှန်သိအောင်စဉ်းစားကြသောစာပေပညာကျွန်တို့သည်ရပ်ပေါင်းများစွာအတော်ကြိုးစားသောအခါထိုအဓိပ္ပာယ်ကိုသိရ၏ထိုသိရသောအကြောင်းအရာအဓိပ္ပာယ်စာသည်ထိုအချိန်မှဖြစ်ရသည်မဟုတ်ဘဲငကိုတဘာဝအတိုင်းပင်ရှိနေတဲ့ကဲ့သို့၎င်း
တရားရရအောင်အားထုတ်တော့ယောဂီသူမွန်ဒီလဲနိဗ္ဗာန်နဲ့တကွသစ္စာလေးပါးကိုသိရအောင်တရားအားထုတ်တော့ကအလွန်ကြိုးစားမှထိုတရားကိုသိရ၏ထိုသိရသောနိဗ္ဗာန်တရားသည်ထိုအချိန်မှဖြစ်ပေါ်လာသောတရားမဟုတ်တဘာဝအတိုင်းရှိနေသောတန်တိဒုက္ခတရားသာဖြစ်သည်တမန်နတ္ထိဓမ္မခန္ဓာပေါင်း8400ဟူသောပရိယတ်တရားကိလေသာတို့ကိုတူနီးတူဟန်ဖြင့်ပယ်နိုင်သောဇန်တရားမြေရှို့မိုးပြန်ပုံတရံအမျိုးမျိုးကိုဖန်ဆင်းနိုင်ခြင်းစာသောတကူရှိသောအဘိညာဉ်တရားဆိုင်ရာကိလေသာကိုအကျွင်းကြံမရှိအောင်ပယ်နိုင်သောမက်တရားဖူတရားတို့သည်ဆိုင်ရာအကျိုးအမျိုးမျိုးကိုပေးနိုင်ကြတော့လဲနိဗ္ဗာန်နှင့်တန်းတူသောတရားတစ်ပါးမှမရှိပါကြဒိဋ္ဌသမိကနိဗ္ဗာန်ပရိနိဗ္ဗာန်စံတော်မမူမီဖလတမဘတ်ကိုဝင်စားသောအခါဗုဒ္ဓမြတ်စွာ၏စိတ်တော်၌မကြာမကြာထင်ပေါ်နေသောနိဗ္ဗာန်ကိုမျက်မှောက်ဘဝ၌အာယုံပြုရသောကြောင့်ဒိဋ္ဌဓမိကနိဗ္ဗာန်ဟုခေါ်၏ဝိပတ်စိတ်များနှင့်ကံပစယုံများကိုဥပါတိဟုခေါ်၏ထိုဥပါတိရှိစဉ်အခါ၌အာယုံပြုရသောကြောင့်တဥပါတိတေတနိဗ္ဗာန်ဟုလည်းခေါ်သည်တံပရာယိကနိဗ္ဗာန်ဗုဒ္ဓမြတ်စွာပရိနိဗ္ဗာန်စံတော်မူပြီးသောအခါတည်ရှိရသောထိုနိဗ္ဗာန်ကိုပင်တံပရာယိကနိဗ္ဗာန်ဟုခေါ်၏ဝိပတ်နာမေခန္ဓာနှင့်ကတ္တယုတ်ဟုသောကမ္မဇယုတ်အကျွင်းကြံမရှိသောကြောင့်အနုပါတိတေတနိဗ္ဗာန်ဟုလည်းခေါ်သည်ထို့ကြောင့်ဗုဒ္ဓမြတ်စွာပရိနိဗ္ဗာန်စံတော်မူပြီးတော့လေဗုဒ္ဓမြတ်စွာတည်တော်မူအပ်ပြီးသောအသင်္ကရနိဗ္ဗာန်ဓာတ်တီကယနေ့တိုင်အောင်တည်ရှိနေသည်ဟုမှတ်ပါဒုက္ခနှမျိုးဒုက္ခသည်ဝိရိဒဒုက္ခနှင့်တန်တိဒုက္ခဟုနှစ်မျိုးရှိ၏ယခုခေတ်လူအများတို့မြင်ရကြားရနမ်းရစားတော့ရတွေ့ထိရသောအခါဖြစ်ပေါ်လာသောကိုယ်ချမ်းသာခြင်းစိတ်ချမ်းသာခြင်းကိုဝိရိဒဒုက္ခဟုခေါ်၏ထို့သို့ခံစားမှုမရှိဘဲဒုက္ခခတ်သိမ်းငြိမ်းအေးခြင်းသဘောကိုတန်တိဒုက္ခဟုခေါ်သည်ဝိရိဒဒုက္ခခံစားမှုဟူသောဝိရိဒဒုက္ခသည်ခံစားဆန်စား၍ကုံသွားသည့်အတွက်အတိတ်အသေးရအောင်ပစ္စည်းဥစ္စာရှာခြင်းစသောဒုက္ခဖြင့်ထူထောင်ရ၏ထိုအတိတ်အသေးရအောင်ထူထောင်ရသောဒုက္ခကခံစားရသောဒုက္ခနှင့်အစမတန်ကြီးထိုတို့ဒုက္ခဖြင့်ထူထောင်ပြီးနောက်ပေါ်ပေါက်ရရှိသောဒုက္ခကလေးဖြင့်တင်းမတိမ်နိုင်ရသောကြောင့်အပူအမူအကျွေးယူကမတရားခံစားမှုအတွက်အပယ်သွား၍ဒုက္ခအကျွေးတွေကိုအတိုးနှင့်တကွဒုက္ခဖြင့်ဆက်ကြရလေသည်တန်တိဒုက္ခထိုကဲ့သို့ခံစားမှုနှင့်မရောသောတန်တိဒုက္ခသဘောကယုံနံသင်္ခါရတို့ချုပ်ငြိမ်းသဖြင့်အေးမြ၍ငြိမ်းချမ်းခြင်းသဘောသည်ထင်ရှားစေရန်လောကီအာယုံကာမဂုဏ်တွေပြည့်စုံလှသောတထေးတစ်ယောက်သည်နှစ်ချိုက်စွာအိပ်ပျော်နေစဉ်ခံစားဖို့အာယုံများကိုပြင်ဆင်၍အစီကံတို့ကနှိုးလာသောအခါအေးဖြစ်ရမည်လားဟုကျိန်းဝါမောင်းမဲမိတာထိုသူ၏အိမ်နေစဉ်အခါ၌ခံစားမှုအထင်ရှားမရှိတို့ပါလေနှစ်ချိုက်စွာအိပ်ရမှုကိုပင်ခံစားမှုဒုက္ခတဲ့ပိုနှစ်သက်၍အိပ်ရကောင်းလိုက်တာဟုအမွန်းတင်ကြသည်ယုံနံအားလုံးခင်း၍ငြိမ်းချမ်းခြင်းတန်တိဒုက္ခသဘောကမြည်မြလောက်ကောင်းနေမည်ဟုမှန်းဆသင့်တော်တည်းနိရောဓတမဘတ်ကိုဝင်စားခြင်းစိတ်စေတသိက်နှင့်စိတ်ကြောင့်ဖြစ်သောယုံများ၏အတိတ်မဖြစ်ဘဲချုပ်ငြိမ်းနေအောင်ပြုနိုင်သောတမဘတ်ကိုနိရောဓတမဘတ်ဟုခေါ်၏အနာဂံနှင့်ယဟန္တာဖြစ်ပြီးဇံအကုန်ရပြီးသောပုဂ္ဂိုလ်သာထိုနိရောဓတမဘတ်ကိုဝင်စားနိုင်၏ဇံအကုန်ရပြီးသောယဟန္တာနှင့်အနာဂံအရှင်သူမြတ်တို့သည်ယုံနံခန္ဓာကြီးကိုလေးလံလှစွာသောဝင်းတုပ်ကြီးကဲ့သို့မှတ်တင်တော်မူကြကုန်၏ထို့ကြောင့်ယုံနံခန္ဓာမှကင်းနိုင်သည်များကင်းမှုရာနိရောဓတမဘတ်ကိုဝင်စားတော်မူကြ၏ထိုနိရောဓတမဘတ်အတွင်း၌ခံစားမှုလုံးဝမရှိနံတရားနှင့်အချို့ယုံများအတိတ်မဖြစ်ဘဲရက်စဲနေခြင်းသာသည်ထိုရက်စဲခြင်းသည်ပင်ချမ်းသာသေးလျင်ယုံနံအာလုံးချုပ်ငြိမ်းနေသောနိဗ္ဗာန်သည်အဘယ်မှမချမ်းသာပဲရှိရန်သည်ထင်ရှားရှိသောနိဗ္ဗာန်ထိုတန်တိဒုက္ခနိဗ္ဗာန်တည်းတရားမြတ်သည်ဘာမှမရှိသောအဘာဝပြည့်ညက်မဟုတ်ပါအများဆိုင်ဘုံပစ္စည်းကဲ့သို့တပါးတည်းလည်းမဟုတ်ပါကိုယ်နိဗ္ဗာန်နှင့်ကိုအသီးအသီးရှိကြပါ၏ထို့ကြောင့်ပင်ယဟန္တာအရှင်တို့သည်ခန္ဓာကိုယ်ထင်ရှားရှိစဉ်မိမိသိအပ်သောနိဗ္ဗာန်ကိုအာယုံပြုလျက်ဖလတမဘတ်ဝင်စား၍နေလေရှိကြပါသည်ထိုတမဘတ်ဝင်စားခိုက်၌နိဗ္ဗာန်ကိုအာယုံပြု၍နေရသည်မှာအလွန်ဒုက္ခရှိပါသည်တဲ့ထို့ကြောင့်ပင်ထေရာထေဒီအလီဒီတို့ရွှေပြည်နိဗ္ဗာန်ဝင်ဆံကန်ဤဝဲဥဒန်းကျူကယုံနံခန္ဓာဝင်ကြီးကိုအပိသက်ပြစ်ချတော်မူကြပါသည်ယေဒနာတုတ်ပါဠိတော်ဓမ္မယေဒနာခယံဝိရာကံအမတံပဏိတံယတိဇဂတကြမုနိတမဟိတောနသေနာသမေနသမတ္ထိကိဉ္စီဣဒံပိတမေယေဒနာပဏိတံဧတိနသစ္စေနာတုဝတ္တိဟောတုတန်တံဖြစ်ပြမဆက်အငိမ့်တဖြင့်မပြတ်ပုံသည်အေးမြပြီထသောခယံယုံနံစူးစူးအပူခတ်သိမ့်ကုန်ငိမ့်ကြောင်းလည်းဖြစ်ပြီထသောဝိရာကံယုံနံအဆက်အကုန်ပြတ်သဖြင့်မတတ်မဲ့ကြောင်းလည်းဖြစ်ပြီထသောအမတံဇရာမရဏရှာမရအောင်ကာလပုံသည်အမြူသေးလည်းဖြစ်ပြီထသောပဏိတံအယတာရှိစားပွဲဤသို့တည်၍မဝမွန်မြတ်ပြီထသောယန္တမံအသင်္ကရနိဗ္ဗာန်တ္တအကျင့်တရားတော်မြတ်ကို
တမာဟိတောဘာဝနာကမ္မထံလွန်ကျိုးပန်းတစ်ဖြစ်စိတ်ဆွမ်းတည်ပြီးတမာတိရှိတော်မူသောတကြမူနီတာဂီနွယ်ဘွားငါတို့ဖရာသည်ဣဇဂါဘောဓိအောင်မြေပလင်းမွေး၌လေးထွေတစ္ဆာတည်သောကာဝဲကောင်းစွာလှလှရတော်မူခဲ့လေပြီတေနဓမေနအသင်္ကရနိဗ္ဗာန်တထူတရားတော်မြတ်နှင့်တမန်ဒန်းတူထား၍ရှုစားလောက်သောကိဉ္စီတမျိုးတခြားတရားဆိုင်ရာတစုံတစ်ခုသောယေရနာသည်နတ်အထီလူဘုံနတ်ရောက်အကုန်ပေါက်အောင်မှွေနောက်ရှာဖွေမရှိပါကြီးဓမေအာသင်္ကရနိဗ္ဗာန်တတရားမြတ်၌ပဏိတံတရားများစွာယေရနာထက်ကဲတာမြတ်မွန်သူပဲလွန်သာဤဓမ္ပိယေရနာဖြစ်ကြောင်းကောင်းထဲကောင်းသည့်ဂုံမောင်းကိုခြုံဤခရဝိဒါကစာသောဂုံတော်သည်အဋ္ဌိစင်စစ်ဧကအမှန်မတွေ့ရှိပါပေ၏ဧသိနာတစ္ဆေနမှန်ကန်လှစွာဤဝစီတစ္ဆာကြောင့်ပါဏိနံဘေးရန်ခတ်သိမ်းအင်းငိမ့်ကြလိုများလူဘို့တို့အားအထူးသဖြင့်တနင်္ဂဘွားတကားကြီးကိုကန်တို့အားသူဝတိတင့်တယ်ဘူးရာတန်တန်ဖြင်းဘေးရန်ခတ်သိမ်းအင်းငိမ့်ခြင်းသည်ဟောတုစင်စစ်မတွေ့ဖြစ်ပါစေတည်းနိဗ္ဗာန်ပရိနိဗ္ဗာန်ပြည့်စုံပြီသာဓုသာဓုသာဓုပါဗျာဩဘာသာဝင်သူတော်စင်တို့နေ့စဉ်နေ့တိုင်းနန္ဒပိုင်းနှင့်ညပိုင်းအခါသောတတာဤများစွာဂုံစုအာယုံပြုလောလူမှုကိစ္စဆောင်ရွက်ကြလေဗုဒ္ဓဆောမြတ်မနောတတ်နိုင်မပြတ်မိကယက်တီလာတို့မေတ္တာနှလုံးသစ္စာသုံး၍ရှင်ပြုံးအေးမြပြုလုပ်ကြလောသူမဘေးရန်သွင်းပြင်းရန်ကိုအမှန်ကိုကအောင်နိုင်ရလျက်ဘဝတလျှောက်ကြံတိုင်းပေါက်သည်ထို့နောက်ဆင်းလို့မြတ်မီကိုမြာဝိနေယကိုွယ်ကြဖို့ဗုဒ္ဓတဆူဖြစ်ဖို့ဟူကအလှူဒါနကျင့်သီလဖြင့်မရနိုင်ကြောင်းစုပန့်တောင်းလဲအကြောင်းမဆုံးမဖြစ်တော့ဟုအကုန်အစဉ်သိစေခြင်း၍ဤတွင်ကာလခါတမယနှင့်ဒါနစသည်ပါရမီမှုဆယ်လီ30ပြားပုံချဲသည်ကိုွယ်သူတို့မှတ်ဖွယ်ကိုသူမိတာခေါ်အလောင်းတော်သည်ထိုရောကာလခါတမယ၌ဖျားတစိမ့်မိမ့်ပြတိတ်ကိုဥထိပ်ပန်းစင်တင်ပလင်းဖြင့်ဖွက်တင်ကြနထိုင်ပြီးမှလျင်ဗုဒ္ဓဖြစ်ကြောင်းတရားကောင်းကိုစုပေါင်းစေခြင်းဆုံအောင်မြင်သောဉာဏ်စဉ်ထက်မြက်စွမ်းအတွက်ကြောင့်ဘဝခိုက်တုံငလျင်တုံသည်မြေကုန်ငိမ့်ငိမ့်တသိမ့်သိမ့်လေးတင်ခြေကိန်းကတသိမ့်မြထိမ့်သိမ့်ရသာပါရမီများကိုဖျားအလောင်းဘဝပေါင်း၌အကြောင်းတိုက်ဆုံးဖြစ်ခြင်းပုံဝဲအကုန်မကြမ်းမတိမှန်လဲတိတန်သမျှကြည်ညိုလာ၍ဗုဒ္ဓစောမြတ်မနောတန်နိုင်မပြတ်ရှိအောင်တတိဆောင်လျင်ခုနောင်တင်တို့ဘေကင်းဖို့အနန္တာဆုံးတကူကုံနေကူကုံရောက်ဆိုင်ဘဝတိုင်အောင်ပြက်လိုက်ကြောကြားမြတ်ဖရာဤတရားလေးတန်သစ္စာမှန်ကိုနာခံပြည့်လစ်ဆင်းရဲဖြစ်ဖို့အတိတ်တဏမဖြစ်တာအောင်ရှစ်ဖြာမဲ့ခင်သမောရင်ဖြင့်ပြည်ခွင်နိဗ္ဗာန်ရောက်အောင်ဆံမဧကံဒုက္ခကင်းကြရမည်မုတ်ချငါတို့ကျင့်ပွဲကိုအကယ်၍သာမြတ်ဗုဒ္ဓသည်လူရွာထင်ရှားမပွင့်ညာကဤကားကုသိုလ်အကုသိုလ်နှင့်ထိုဘုံဘဝမတိယများလာအပြစ်တွေယခုခါသောမြတ်စီတော်သည်ပွင့်ပေါ်ထင်ရှားဟောညွှန်ကြား၍ဤကားကုသိုလ်အကုသိုလ်နှင့်ထိုဘုံဘဝတိကြရာများလာကျေးဇူးတွေကျေးဇူးတော်ရင်ဖျားရှင်ဤများဖြင့်သာသနာအဖျားဖျားကိုများစွာဘုလူတိစိတ်ဟူ၍စူးစူးကျမ်းစာဘာသာတိကာနှင့်စာလွာမျိုးမျိုးကပီးတို့ကဲ့နောင်ကျိုးကိုမျောတို့ဆရာတော်တို့ဤဂုဏ်တော်ကျေးဇူးအထူးထူးကိုညင်နူးကြီးလျက်တို့ဆောင်ရွက်သည့်စင်ဆက်သာသနာတည်စေသောဗုဒ္ဓမြတ်စွာလောင်းလျာတုံးကနောက်ဆုံးအထိပါရမီလူနတ်များစွာချမ်းသာရေးမှုအသက်ပေးလို့ဖြစ်ခဲ့သည်ဗုဒ္ဓမြတ်စွာသာသနာအတွက်မှုငါလည်းအသက်ဆုံးစေမည်နောက်မဆုတ်ပေါင်းကုသိုလ်တွေးလို့ကုသိုလ်ရေးမှုကြိုးစားမည်တို့လည်းကြိုးစားမည်တစဆုံးဝမလျင်ဘဝနောင်စတိုင်းကောင်း၏အမိဝမ်းကောင်းဆဲလာညောင်မြအောင်ခဲ့ရချီတီတရေနှင့်လူပြည်လူရာရောက်ပြန်ပါလေဥနာတိရေဒုက္ခဘေးကြောင့်စိတ်အေးကိုခိုင်မနေနိုင်ခဲ့ဆိုင်ဒုက္ခခံပြီးမှလည်းများလာပဲ့ရွာရောက်ကြရှာ၏အတိသာရှိဤဝိဘေးနှင့်နောင်ရေးအနာဂတ်ဒုက္ခထက်လေမပြတ်ခုခါဖြစ်သုံးမှလည်းအစာရှာရထိုဒုက္ခကြောင့်နိညာမဟုကိုစိတ်ပူ၍တူငါမသက်သာသည်ရှစ်ပြာတန်ဝေရကြောင်းသည်တူငါဖြစ်လျာဝဲဥစွာကြိုးစီဇာတိမိကအပြီးပုံသေးလောင်မြိုက်လေ၏မတွေ့သတိဇရာမိလည်းအပြီးနောက်မှာကလျက်ပါ၏မကွာစေရမရဏဟုတဘဝဖြက်စီးလောင်သည့်မိလည်းညီညီပြောင်ပြောင်အမြဲလောင်၏လောင်ပုံလောင်အားမထင်ရှားလဲလူထွားပြိုးမြင့်အရွယ်ဖြစ်သောအချစ်ရာဂမိတွေထ၍ဒေါသထံပြေမောဟညင်၏မကင်းနိုင်အောင်ထိုနောက်လဲတောက်လောင်ဖီစီတောကမိကြောင့်ဝမ်းနေဝေဒီအထွေတွေနဲ့ပရိတိဝငိုကြွေးကြလျက်ဒုက္ခလည်းအထက်ဒေါမနနှင့်ဆက်မကွာဥပါယာတလွန်ပြင်းပြလျက်တမျှမရှူတတ်အောင်ပူသည်စူစူမိတော်ဆက်တစ်သည်
ငါတို့နေရာဤကဘာတနာအုပ်ဆိုးသည်တနာစေယမနေသာဖွေရှာဆက်ရသည်ယသည့်ဥစ္စာချစ်သူပါဆွန့်ခွာသွားရမည်တကယ်အရေးတကယ်ဘေးဘယ်တွေဘယ်သားမကယ်ပြီငါနှင့်ရွယ်သူငါအောက်သူကြီးသူသေလများလာပြီခဏမစဲဦးစမြဲကိုလည်းသေပဲနီးခဲ့ပြီစရာမီးတောင်ကိုဒီလောင်တေအောင်မြိုက်တော့သည်မသေးရခင်တွာလန်းစဉ်ကြိုတင်ပြင်သင့်သည်ဒါနတီလဘာဝနာလန္တာထွေလိမ့်မည်မဂ်ခင်ရင်ကြီးအမြန်စီခရီးထွက်တော်မည်ထောက်မှန်ဘောတွင်ကိုအသွင်ကိုပြင်းစင်လိုပြီးနေစဉ်ကြည့်သောမိမိတီလဆိုင်သမျှကိုနေညခပင်လွန်တန့်ရှင်း၍ပြန်သိမ်းမွေးမှုအလေးပြုလျက်သုံးလူထွတ်ထမြတ်ဖျားနှင့်တရားတန်ကအရိယာဤဆိုင်ရာဂုံတော်ညံ၌ပေါ်အောင်ရှင်ပြောရှုစတရာပွားမှုမလားအပေတရားကဲမီရှုပွဲထောက်မှန်အစစ်သည်ဗုဒ္ဓအကြောင်းအရာကောင်းစွာတိမဗုဒ္ဓကိုလည်းကြည်ညိုမည်ကြည်ညိုသူတွေဟောညွှန်ပြမှစိတ်ကနှိမ့်ချိုင်လိုက်ကြသည်ဂုံတော်တန်တန်မှန်မှန်ရလို့ခဏခဏရွတ်တင်သည်ရွတ်တော်ရန်ဆွဲအန္တရာယ်ကင်းလို့ကောင်းခြင်းဒုက္ခရလိမ့်မည်ဣတိပိသောဘဂဝါအရဟံအရဟံအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာစရဏတမ္ပန္နောတုကတောလောကဝိတုအနုတ္တရောပုရိသသမတာရတိတတ္ထာဒေဝမနုဿနံဗုဒ္ဓောဘဂဝါအရဟံ1500ကိလေသာတို့ဝါဒနာတလိအထုံမှွေမြမငွေမရိပ်ဝင်းဝင်းဖိတ်တို့ရွှေစိတ်ပြန်သိလွန်တန်ရှင်သောအရဟံဂုံတော်ရွှေမြတ်တော်လက်ချီတော်မှစာ၍မကျွင့်ပင်လုံးဝင်းသည့်ပန်းမင်းအနေကျက်သည့်မင်္ဂလာစုဝေးကားဖြင့်လွန်စွာတင့်တယ်တပ်ပဲတော်မူသောတိရိဖုံးတော်လက်ခဏတော်ကြီးငယ်အသွဲသွဲဖြင့်တပ်ပဲလှစွာကိုရင်ကဝဲပါရမီတော်အဟုန်ကိုလုံးခြုံ၍မှုန်းထုံတင်းကျူတယံဘူးဟုဉာဏ်သူကင်းလက်အရဟတ်ဖြင့်တပ်ဖြာကပင်ကိလေရှင်သာဉာဏ်ရင်မဟာကရုဏာနှင့်တမ္မာတံဘောဓိအစာရှိလက်ဉာဏ်တော်မြတ်ဤကိဝတ်စံပြောခန္ဓာဘောဝေဘွဲ့တော်ဗုဒ္ဓတင်မာယသည်လောကထွတ်ထမြတ်စွာဘုရားအရဟံ1500ကိလေသာတို့မှဝေးကွာတော်မူသောမြတ်စွာဘုရားအရဟံ1500ကိလေသာတို့ကိုဝါဒနာနှင့်တကွအထုံငွေမြမကြံရအောင်ပယ်တတ်တော်မူပါပြီသောမြတ်စွာဘုရားအရဟံတန္တရာစိတ်အကန့်အကွဲတို့ကိုရိုက်ဖျက်ခြင်းမွန်ပြီးသောမြတ်စွာဘုရားအရဟံစိတ်ွယ်ရာအရမှာပင်မကောင်းမှုမှန်သမျှကိုကြံစီတော်မမူပြောဆိုတော်မမူပြုလုပ်တော်မမူသောမြတ်စွာဘုရားအရဟံလူမင်းနတ်မင်းမြမမင်းတို့ရဲ့ဝတ်စဉ်ကိုရောပူဇော်ဒုကိုခံယူတော်မူတတ်သောမြတ်စွာဘုရားဓမ္မတဗုဒ္ဓတာသစ္စာစဉ္ညာဓမ္မသိဉ္ဇုံတရားဆုံးကိုအကုန်မချမ်းမြတ်ရွှေဉာဏ်ဖြင့်အမှန်ထိုးထွင်းလင်းသိမြင်တော်မူပါပြီသောမြတ်စွာဘုရားမြတ်သင်္ခါရဝိကာရနှင့်လက္ခဏာပြည့်ညံနိဗ္ဗာန်တည်းဟုငါရတိယံစီရံကိုဖောက်ပြန်မရှိကိုယ်တော်တိုင်သိတော်မူသောမြတ်စွာဘုရားတိစရာမှန်ကမကြမ်းရအောင်လုံးဝဆုံးလင်းအကုန်မြင်တပ်ပြဉဏ်တော်စွမ်းသည်တိတိတရားများပြ၌ဟောတာဇပွဲနီးတွဲတွဲကိုချဲလဲဆုံးလင်းအကုန်မြင်တပ်ပြဉဏ်တော်စွမ်းသည်ကျွတ်ထိုက်ကြပြီမြဝေနေဣန္ဒြေစရိုက်ကျသူ့အကြိုက်ကိုနှိုက်ချွတ်ဆုံးလင်းအကုန်မြင်တပ်ပြဉဏ်တော်စွမ်းသည်ဉာဏ်တော်စွမ်းပကာဤသုံးပါးဖြင့်မြဝေနေကျွလွတ်စေဖို့မနိမနာတတ်တော်အဖြစ်ကြီးမားလေးပြီး80ပြည့်၍ပရိနိဗ္ဗာန်စံတိတိုင်အောင်တေဥဆောင်ဖုံးခေါင်ငါတို့ဘုရားသည်ဝိဇာစရဏတပ္ပန္နောဝိဇာ3ပါးဝိဇာ10ပါးစရဏ15ပါးတို့နှင့်ပြည့်စုံတော်မူပါပေသောမြတ်စွာဘုရားတီလတံဝရအိန္ဒြေတုဂௌတဒွါရတဘောဇနေမတ္တညုတာဇာကရိယာနုယောဂတရာတတိဝိရိယနှင့်ဟိရိဥဒ္ဓဘာတုဒပညာပထမဇံဒုတိယဇံတတိယဇံသရုဒ္ဓဇံဝိပဿနာဉာဏ်စေသောပရိယဉာဏ်ဒိဗ္ဗသောတဉာဏ်ဣတိဝိဒဉာဏ်မနောမိတ်တိဉာဏ်ပုပ္ပေနိဝါဒဉာဏ်ဒိဗ္ဗစကုဉာဏ်အာတာဝကယဉာဏ်ဥဆိုသောဝိဇ္ဇာ3ပါးဝိဇ္ဇာ10ပါးစရဏ15ပါးတို့နှင့်ပြည့်စုံတော်မူပါပေသောမြတ်စွာဘုရားတုကတော်တတရာဒိဋ္ဌိဩဇေရာဒိဋ္ဌိမကန့်ညီပဲမြစ္စည်းမပฏิပတ်ကောင်းမြတ်ဖြောင်းတန်မကင်လန်းဖြင့်ရွှေနံပူရီဘေးမဲ့ပြီးသို့ကြွချီဆက်ရောက်တော်မူပါပြီသောမြတ်စွာဘုရားရှေးဘုရားတို့ကဲ့သို့လာခြင်းကောင်းတော်မူသောမြတ်စွာဘုရားကောင်းသောစကားကိုသာဆိုတတ်တော်မူပါပြီသောမြတ်စွာဘုရားဒီပင်ကရာထွတ်ချတနင်းချီတော်ရင်းမှမှန်ကင်းသီတိဘောဓိမန္တိုင်ခန်းဝါပိုင်အောင်ဆယ်ခိုင်ပါရမီပြည့်စုံညီလျက်သုံးဒီဘဝမြတ်တတ္တဤဒုက္ခစီဝါကျင်တော်အဖြစ်မောင်မအယူမိစ္ဆာဟုကဆံဖြူတစီမကန့်ညီပဲတတိတံပစေမပြတ်ရှင်းလျက်တပ်ပြင်းဉဏ်တော်ရာကြောင်းရော၍ကြွတော်မူခဲ့သောတုကရဂုံတော်နှင့်ပြည့်စုံတော်မူပါပြီသောမြတ်စွာဘုရားဘဝတောတံဟဝေဗုဒ္ဓတိန်တော်လောကံတကူဝိတုဣတိနာတစ္ဆဝိဇေနကမနမေသမိဇတုယတိတန္တိကမောမကောမောခောစေစန္တိကံဒုက္ခံဣတိနာတစ္ဆဝိဇေနကမနမေသမိဇတုတံကောဝိသိဏကံတရောပုညခေတောနုတ္တရောဣတိနာတစ္ဆဝိဇေနကမနမေသမိဇတု
ဗုဒ္ဓလောကေသမုပ္ပန္နောဟိတယတပ္ပပါဏိနံဣတိတာသစ္စာဝိဇေနာဂမနမေသမိစတုဓမ္မောလောကေသမုပ္ပန္နောဒုက္ခယတပ္ပပါဏိနံဣတိတာသစ္စာဝိဇေနာဂမနမေသမိစတုတံကောလောကေသမုပ္ပန္နောပုညခေတံအနုတ္တရံဣတိတာသစ္စာဝိဇေနာဂမနမေသမိစတုအထာနာမေတံဘိခဝေအနဝကာတောယံပရုပကမိနာတထာကရံဇီဝိတာဝရောပိယအနုပကမိနာဘိခဝေတထာကရံပရိနိဗ္ဗာန်ယံတိဣတိတာသစ္စာဝိဇေနာဂမနမေသမိစတုလောကဝိတုကာမရူပအရူပဥဘောအသုံးခွင့်တန်တာပြင်ကိုကုံစိခပိမကြံကျွင်းအောင်လင်းထင်ပေါ်သိမြင်တော်မူပါပြီသောမြတ်စွာဘုရားဖျားရှင်တော်ပွင့်ထွန်းပေါ်၏ဟောပေါ်ညွှန်ကြားမြတ်တရားကြောင့်ဤကားကုသိုလ်အကုသိုလ်နှင့်ထိုဘုံဘောအတိကြရာများလာကျေးဇူးတွေအနုတ္တရောပုရိသသမတာရတိမယင်ကျေးသူနတ်နှင့်လူကိုယင်ကြည်အောင်ပြုဆုံးမမှုဝဲအတုမရှိလွန်ကဲတော်မူလာသောမြတ်စွာဘုရားမာရံယကံကရံသောရံစိတ်စမနိစာတစ္စကံနာကံပကံဇီနောဇီနီအနုတ္တရောပုရိသသမတာရတိအဝိဇ္ဇာအန္တာကောတပိတတိတနာဇလာပုဇေတမဌာနာနေကမိတိဒေသနာညာနာတိဇာတာမဟာမောဟန္တကာရိနာအဘိဗုတေမဟာဇနီပညာစကုံလဘာပိတိညာနာလောကိနာဒောဇီနောရာဂတိအကိဇာလိဟိတတကယမဟာဇနနိဗ္ဗာပိတိနရနာထောအထမေကင်္ဂဝါရိနာစတုရောဂေဟိဝိရှန္တိကံပိတေတန္တာရဏဝေဥဒ္ဒရိတိမဟာဝီရောဓမ္မနာဝယနာယကောတန္တရသာရကံလောကံနိသံဒုက္ခိနာပိတိတံနိဗ္ဗာန်ပုရံပါပိတိယာနထယေနဒောဇိနောကထာမူကာတိတပိဟိတတကာယမဇနံတိကိစိန်တိမဝီရောနာထောတိလောကဝိဇကောတန္တရာဒုက္ခတန္တရာကိလေသာသောရာပိတိတာခေမနာဘုမိန်တာရိတိတရဝါဟောဝိနာယကောပိစဒါတိတာဝိတ္တနိထတဝါလောကံတတိဝကံပိပိယတောဓမ္မရတံနေဗုသောတောတတာဝကောဖုံးတော်6စုအောင်လန်းသူ၏ပြိုင်သူပကင်တရားမင်းဖြစ်တော်မူသောဂေါတမရှင်တော်မြတ်ဖရာသည်45ဝါကာလပတ်လုံးတည်တော်မူ၍နတ်နှင့်တကွတော်လူအပေါင်းကိုတရားတည်ဟူသောမြတ်ရသောကိုတောက်စေတော်မူပြီးတပိသားတန်ဃာတော်များအပေါင်းနှင့်တကွဒုက္ခသမုဒယချုပ်ရအမှန်ပြည်နိဗ္ဗာန်ကိုဧကံကြွသွားတော်မူပြီးဤဟုတ်တာမန္တဟုတ်မှန်ရာကိုအမှန်ပြောကြားဤသစ္စာစကားကြောင့်အကျွန်ုပ်တို့အားသင်တို့အားအထူးသဖြင့်တနင်္လာဘွားတကာကြီးကိုကံတို့အားကြံစီတိုင်းတောက်တာတိုင်းတော့အောင်ဖို့လူရအောင်စရာကိစ္စဩဝါဖြစ်သောမင်္ဂလာအပေါင်းသည်မကြာခဏလွယ်ကူစွာသာပြည့်ပါစေတည်းတထာဒီဝမနုဿနလူနာပြမတရဝါအလုံးတို့ရဲ့ကိုယ်ွယ်အားထားရာဆရာတဆူဖြစ်တော်မူပါပြီသောမြတ်စွာဘုရားယာနထာယိနာယာယီသောယောဂေခယံတရားဤယထာဂရိတယပေတိဝိနေတံပတိလက္ခဏံယာယီသောယင်မှုကပရိန်ဖြစ်တော်မူသောဣဒဧသောဘဂဝါဤမြတ်စွာဘုရားသည်ယာနထယေနာအနိစ္စဒုက္ခအနတ္တဟုမှတ်ယူဆင်ခြင်ခြင်းလက္ခဏာ၏၃ပါးတည်ဟူသောယင်ဖြင့်ယောဂေခယံကာမောကဘောဂဒိဋ္ဌောကအဝိဇ္ဇောကလို့ဆိုတဲ့ယောဂ၄ပါးတို့ရဲ့ကုံရာနိဗ္ဗာန်ရှိပြီးသို့တရားကြီးဟာကိုယ်တိုင်ကြွတော်မူပြီးယထာဂရိကံအားလျော်စွာဖြစ်ကုန်သောဝိနည်းတတ္တဝါတို့အားယောဂေခယံကာမောကဘောဂဒိဋ္ဌောကအဝိဇ္ဇောကလို့ဆိုတဲ့ယောဂ၄ပါးတို့ရဲ့ကုံရာနိဗ္ဗာန်ရှိပြီးသို့ယာပေတိရောက်စေတော်မူပြီးတံပတ္တိလက္ခဏံပြည့်စုံသောလက္ခဏာတော်ကြီးငယ်ရှိတော်မူသောဘဂဝန္တံထူမြတ်စွာဘုရားကိုအဟံမချွတ်မလွဲမြဲတရားတတ်ဖြစ်ပါသောအကျဉ်ုပ်သည်နမာမိယုံကြည်အားကိုလက်ဆုံးမှုရှိခိုးပါ၏အရှင်ဘုရားဗုဒ္ဓဒုက္ခသမုဒယနိရောဓနှင့်မကတပြားလေးသစ္စာကိုဆရာမကူတရမှုဉာဏ်ဖြင့်အလိုလိုကိုယ်တော်တိုင်သိမြင်တော်မူပြီးမြာဝိနည်းကိုလည်းသိစေတော်မူတတ်သောမြတ်စွာဘုရားဒုက္ခသစ္စာမှာပိလာနာထနှိမ့်ဆက်တတ်တဲ့သဘောသင်္ကရတပြုပြင်နိုင်ခံရတဲ့သဘောတဏ္ဍပဋ္ဌပူလောင်စေတတ်တဲ့သဘောဝိပရိနာမတဖောက်ပြန်ပျက်စီးတတ်တဲ့သဘောဣဒံခောပနာဘိကဝေဒုက္ခအရိယသစ္ဆန္တိမေဘိကဝေတံခောပနိတံဒုက္ခအရိယသစ္ဆံသစ္စိပရိညေယတိမေဘိကဝေတံခောပနိတံဒုက္ခအရိယသစ္ဆံပရိညာတန္တိမေဘိကဝေသမုဒယသစ္စာမှာအာယုဟန္တဝိစင်းရဖို့ရဖို့အထုတ်တတ်တဲ့သဘောနိဒာနထဝိစင်းရ၏အကြောင်းဖြစ်တဲ့သဘောတန်ယောဂါထဝိနဲ့မကောအောင်ရှင်သွဲတတ်တဲ့သဘောပရိဘောဂထဝိစင်းရတို့မှမလွတ်နိုင်အောင်ဖွဲ့နှောင်ချီနှောင်တတ်တဲ့သဘောဣဒံခောပနာဘိကဝေဒုက္ခသမုဒယသစ္ဆန္တိမေဘိကဝေတံခောပနိတံဒုက္ခသမုဒယံအရိယသစ္ဆံပဟာတပ္ပန္တိမေဘိကဝေတံခောပနိတံဒုက္ခသမုဒယံအရိယသစ္ဆံပဟိနန္တိမေဘိကဝေနိရောဓသစ္စာမှာနေတရဏထဝိစေယမထုဆောင်သမြောက်တဲ့ကောဝိဝေကထဝိစေယအနှောက်အယှက်တို့မှာစိတ်ငြိမ်တတ်တဲ့သဘောအတင်္ဂရတကံစိတ်ဥဒုအာဟာရအကြောင်းတရား၄ပါးတို့ရဲ့ပြုပြင်ဆင်ရင်ခြင်းမှာကင်းလွတ်တဲ့သဘောအမတထအသေးကင်းတဲ့သဘောဣ
ဣဒံခောပနာဘိက္ခဝေဒုက္ခនិရောဓံအရိယသစ္ဆန္တိမေဘိက္ခဝေတံခောပတိတံဒုက္ခនិရောဓံအရိယသစ္ဆံသစ္စိကာတပန္တိမေဘိက္ခဝေတံခောပတိတံဒုက္ခនិရောဓံအရိယသစ္ဆံသစ္စိကတံတိမေဘိက္ခဝေမက္ခသစ္စာမှာနေယနိထာဝဇ္ဇယမထုတ်ဆောင်တတ်တဲ့သဘောဟိတုစာဝဇ္ဇယမလွတ်မြောက်ကြောင်းတော်တတနိထာနိဗ္ဗာန်ကိုမြင်တတ်တဲ့သဘောအဓိပတိယထမိမိသားလျင်အကြည်မှုဖြစ်တဲ့သဘောဣဒံခောပနဘိက္ခဝေဒုက္ခនិရောဓဂာမိနိပฏิပဒါအရိယသစ္ဆန္တိမေဘိက္ခဝေတံခောပနိတံဒုက္ခនិရောဓဂာမိနိပฏิပဒါအရိယသစ္ဆံဘာဝိတပန္တိမေဘိက္ခဝေတံခောပနိတံဒုက္ခនិရောဓဂာမိနိပฏิပဒါအရိယသစ္ဆံဘာဝိတံတိမေဘိက္ခဝေဘုဗ္ဗေအနနုတုတေတုဓမ္မေတုသကုံဥရပါတိဉာဏံဥရပါတိပညာဥရပါတိဝိဇ္ဇာဥရပါတိအာလောကောဥဒပါတိယံဂောတာဘိကဝေဣမေတုသတုတုအရိယာသစ္စေတုဧဝံတိပရိဝတ္တံတွာတတကာယံယထာပုဒ္ဒညာနာဒတနံတုဝိတုဒ္ဒံအဟောတိအထာဟံဘိကဝေတတေဝကေလောကေတမာရကေတပြမကေတသမနာပြမနိယပဇာယတတေဝမနုဿာယအနုတ္တရံတမ္မာတံဘောဓိအပိတံဗုဒ္ဓောတိပိစညာတိညာနိသပနာမေတတနာဥရပါတိအကုပ္ပမေဝိမု ക്തി ယမန္တိမာဇာတိနတ္ထိဒါနိပုဏ္ဏဘောတိဣဒမောဇဘဂဝါအတ္တမနာပိစဝတ္တိယဘိက္ခုဘဂဝတောဘာတိတံအဘိနန္တုံတိဣမသမိသပနာဝကရနေဘေယမတိအာယတမတောကောနိညတဝိဒဇံဝိဒမလံဓမ္မစကုံဥဒပါတိယံကိဉ္စီတမှုတိယတမံတပ္ပန္တံနိရောဓတမံတိဣမဘုမာတိဝတတမနုဿဝေတုံဘုံဝနံတိဝနံတတံတုတ္တဝါသတုမရာဇိကဏံတာဝနိန္ဒာယာမတုတ်တိတာနေမနရတိပရဏိမိတာဝတ္တဝတိယမကာယိကဒေဝတတမနုဿဝေတုံဧတံဘဂဝတံပါရဏတိယံဣတိပတနေမိဂဒါယေဓမ္မစကံဘဝတိတံအပရိဝတိယံတမနိနဝါဗျမနိနဝါဒေဝိနဝါမာရိနဝါဗျမုနဝါကေနစီဝါလောကသမိန်တိဣတိဟတေနာခဏိနာတေနာလေနာတေနာမုဟုတ်တေနာယာဝပြမလောကတတောအဘုကိစ္စတိအယင်စာသာတာတိလောကဓာတုတံကံပိတံပကံပိတံပဝေတိအပမနောဇာဥလာယောဩဘာတောလောကေတလောကေရောတိတံအသိကမနဒေဝနံဒေဝအနုဘာဝန္တိအထကောဘဂဝါဣမံဥဒနံဥဒနေတိဣယာတိဝတ္တဘောကောနိညောဣယာတိဝတ္တဘောကောနိညောတိဣတိဟိတံအာယတမတောကောနိညတဣယာတိကောနိညောဒေဝနာမဟောတိအထကောအာယတမအညာနိကောနညောဒိဋ္ဌသမောပတ္တသမောဝိတိတသမောပရိယောကာလသဘောတိဏ္ဏဝိစီကိသောဝိကရကရံကရောဝိတာဝိဇပတ္တောအပရပစ္စယောတထုသာသနေဘဂဝန္တံဣတံသဝောစာလဘေယဟံဗန္တိဘဂဝတောတန္တိကေပပိဇံလဘေယဥပတံပရန္တိဧဟိဘေကုတိဘဂဝါအဟောတတောကတောသမောစရပြမစရိယံတမ္မာတုကတအန္တကိရိယာယာတိတာဝတတအာယတမတောဥပတံပရာဟောတိဓမ္မစကပဝတ္တနာတုတ်တံနေတိဓမ္မာဗျာဘဂဝါဖုံးတော်6စုံတကူကုန်းနှင့်ပြည့်စုံတော်မူပါပြီတော်မြတ်စွာဘုရားကုတော်ဤစိတ်တော်ကိုပိုက်ဆိုးတော်မူသောဣတရိယာဖုံးတော်လောကုတ္တရာတရားမြတ်ကုပါတို့ထင်ရှားစွာရောက်ခြင်းဓမ္မဖုံးတော်အထက်ဘဝအောက်ခရိုင်3ခရိုင်အစုံတိုင်းပြန့်နှံ့ကြော်ကြားတော်မူသောယတ္တဖုံးတော်32ပါးသောယောက်ျားမြတ်သူရဲ့လက္ခဏာယဝမြူတီချက်တည်းအပေါင်းနှင့်ပြည့်စုံတော်မူသောတိတိဖုံးတော်အလိုတော်ရှိသည်မြတ်တခဏချင်းပြည့်စုံတော်မူသောကာမဖုံးတော်မြမနုနတ်တို့ရဲ့အကျိုးကိုဆောင်ရ၌အတိုင်းမတိကြီးမားလွန်ကဲလာသောလုံးလာဝိရိယတော်သည်ပယတ္တဖုံးတော်6စုံတကူကုန်းနှင့်ပြည့်စုံတော်မူပါပြီတော်မြတ်စွာဘုရားဤသို့အရဟံသဘဂဝါဆုံးကုပါတော်ဂုဏတော်တို့နှင့်တမဏကနာပြည့်စုံတော်မူသောတတ္တောထေရှားတပိညုမြတ်စွာဘုရားကိုဥဒိတယီမန်း၍စေတီယတဓာတုစေတီဓမ္မစေတီဥဒိရစေတီပရိဝဂစေတီဇီတော်မြတ်တို့အားဣမံဥဒကံဤရေချမ်းကို၎င်းဣမံဒီပလံဤစီမိကိုဣမံဒီပလံဤစီမိကို၎င်းဣမံပုပ္ပံဤပန်းကို၎င်းဒေမကတ္တုပါဤအရှင်ဘုရားတိဋ္ဌတိနေပုဒေသာပိသမေစိတ်တံတမံဖလံစေတောပဏိတိဟေတုတတ္ထာကိသန္တိတုဂတေတတ်တော်ထင်ထင်တည်ရှိစဉ်ဝဲဖူးမြင်ရညမြတ်ဖျား၌၎င်းရွှေပြည်နေပုဆံတော်မူသည့်သုံးလူထွတ်မြတ်ဖျား၌၎င်းဂုဏ်တော်အာယုံကောင်းစွာထုံ၍တလုံးလဲလဲမိဝဲဆွဲသုံးစိတ်နှလုံးသည်
တရာပညာအရာရာဝဲမကွာတန်းသူညီမြပါမူကအကျိုးပေးဟန်အတန်တန်လဲဧကံညီမြတန်းသူရလေတော့ဤထိုစကားလင်မမဧကံယုတ်တိတန်လာပါ၏ယုံမြတ်မဟုသူငါကစတရဝဟုဓမြသည်စိတ်နေစိတ်ထားကြီးမားဖြူစင်ကြည်လင်တန်ရှင်းအကြောင်းရင်းကြောင့်လူရနတ်ထန်ချမ်းသာဆန်းလျက်နိဗ္ဗာန်တိုင်ထိအကောင်းဆုံးဂရိသို့ပါရမီစွမ်းတလောက်စကံပေါအောင်လှမ်းရောက်နိုင်ကြပြီတည်းယုံမြတ်မဟုသူငါကစတရဝဟုဓမြသည်စိတ်နေစိတ်ထားကြီးမားဖြူစင်ကြည်လင်တန်ရှင်းအကြောင်းရင်းကြောင့်လူရနတ်ထန်ချမ်းသာဆန်းလျက်နိဗ္ဗာန်တိုင်ထိအကောင်းဆုံးဂရိသို့ပါရမီစွမ်းတလောက်စကံပေါအောင်လှမ်းရောက်နိုင်ကြပြီတည်းယနေ့ကဘာလောက၌ဖူးမြင်ပူဇော်ခံတော်မူကြရသောပုဂ္ဂိုလ်မျိုးတို့သည်တာမာလူများကဲ့သို့ဆင်းရဲဒုက္ခအမျိုးမျိုးကိုခံခဲ့ရပေသည်စိုက်ခြင်းကဲ့ရဲ့ခြင်းစေပေါ်ကြောဘက်မလုပ်ခြင်းစာသောလောကရန်တရားတို့ရဲ့အကြားမှဇွဲနမဲကြီးစွာဖြင့်ဖြတ်ကျော်ခဲ့ရပေသည်အတိအကျွမ်းများနောက်လိုက်များတပီတပန်းများအပေါင်းဖော်များရဲ့တကူကျိုးကြီးမှုနှင့်၎င်းမတိနာမလည်မှုနှင့်၎င်းတိုက်ပွဲဝင်ခဲ့ရပေသည်ထိုနောက်မှသူတို့သည်အောင်မြင်မှုရရှိကြလေသည်ယင်းအောင်မြင်မှုမျိုးအတွက်အဆုံးမရှိသောဇွဲအပိုင်းအခြားမရှိသောစွမ်းရည်တတ်သည့်ပြေဝသောအကြံဉာဏ်တုံ့ဆုတ်ခြင်းမရှိသောဆွန့်လွတ်မှုနည်းနည်းသောအတွေ့အကြုံမမောမပန်းသောဒုံလအဆက်မပြတ်သောနှူကြားထားကြွမှုကျဲပြန့်သောအမြင်မရေရိုင်သောယုံကြည်မှုတက်မှတ်သောဗတ်မလိုက်မှုမြင့်မြတ်သောပရဟိတစိတ်ဖြူစင်ဖြောင်ဆင်းသောကိုခြင်းစာနာမှုများလိုအပ်လာပေသည်ရှင်သောဗုဒ္ဓသည်ယင်အောင်မြင်မှုမျိုးကိုရရှိသည့်ပုဂ္ဂိုလ်မျိုးတည်း၌ဖြစ်ပေသည်ထိုပုဂ္ဂိုလ်မျိုးတည်း၌ရှင်သောဗုဒ္ဓ၏နေရာသည်အထူးသဖြင့်အမြင့်မားဆုံးဖြစ်ပေသည်ထိုသာဓုသာဓုသာဓုပါဖျားတင်သောတိသောကာရုဏီနာနာထောပရထမဝဟောကရောပယတနိဗ္ဗာန်ဩသစ္စာဒုက္ကရံကရံမယံငါဤကိုယ်ွယ်ငါကိုကဲ၍ငါနှင့်မချလူနတ်များဤကိုးစားရာသခင်အချင်းဖျားရှင်ကိုတော်မြတ်သည်ငါတို့ညီနာတတဝခပင်ဆင်းရဲခြင်းကြောင့်ပြင်းပြလှစွာမဟာကရုဏာတော်သည်တင်စောသည်သောမရှောင်တအောင်ခါခါထထတိုက်သွန်းနှိုးစောအပ်သည်ဖြစ်၍ကရောပယတနိဗ္ဗာန်လက်လန်းမီလောက်အနီးရောက်လျက်မျက်မှောက်ပြည့်ရန်မျက်နိဗ္ဗာန်ကိုဩဒေစာအလွယ်တကူလှမ်းမယူပဲဘိုလ်လူအတွက်သာပယ်စွန့်ခွာ၍ဒုက္ကရံတမလူများမကြံအောင်ထူးခြားလွန်ကဲအလွန်ပြုနိုင်ခဲ့တဲ့ပါရမီဖြည့်မှုကြီးကိုကရံကရွန်တော်လေးတင်ချေကိန်းကတ္တသိမ့်များထိမ့်သိမ့်စင်စင်ပြုကျင့်တော်မူလျက်ပရထံလူနာအမြဒုက္ခပွားဖို့တရားဖြင့်အေးငြိမ်းချမ်း၏အကျိုးကိုအာဝဟောကိုစင်းရမှုလှလူရှု၍အမှုပါအောင်ရွတ်ဆောင်တော်မူခဲ့ပေသည်တကားသာဓုသာဓုသာဓုပါဖျားယောကဘာကောတိဟိပိအပမယံကာလံကရောတောအတိဒုက္ခရာနိခေရံကရောလောကာဟိတယနာထောနမောမဟာကာရုဏီကတ္တတတ္တာဝိနေများစွာတတ္တဝါဤချမ်းသာစီးပွားလူလာတောင်းတဂုံမောင်းကတပြင်းနာထမြညာခြင်းရှင်တော်မြတ်ဖျားသည်ဂရေကဘာရေအတွက်တင်ချတို့ဖြင့်တော်လဲရေအတွက်တိုင်းသာဖော်ပြခြင်းကမစွမ်းနိုင်ပါသောလေးအတင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးသုံးစုံများစွာတတ္တဝါတို့၏ချမ်းသာစီးပွားအကျိုးများရန်အလို့ငါဥစ္စာအသက်ခြေလက်အင်္ဂါမေတ္တာကြီးမားသမိသားနှင့်တထာဇနီစွန်ချင်းကြီးဟုကျတိထပွဲငါသွဲအစုအလွန်ခဲရင်သောအမှုတို့ကိုဖျားဖြစ်ရန်ရည်တန်ကျိုးကိုအာထုတ်တော်မူရသည်ဖြစ်၍လက်ချေမျက်လုံးအသက်ဆုံးလျက်နှလုံးစိတ်ဝမ်းကိုတော်ဤပင်ပန်းခြင်းတို့ဘဝအတန်တန်ကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလီပြီတတဝါများရင်ဝဲသားတို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောဝိနည်းများစွာတတဝါဤချမ်းသာစီးပွားလူလာတောင့်တဂုံမောင်းကတပြင်းနာထမြညာထူရှင်တော်မြတ်ဖျားအားနမောယုသေးပြောင်းပြောမန်ကိုလျှော်ရည်ကြော့ယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မတွေ့ဖြစ်ပါစေတည်းမဟာကာရုဏီကောနာထောဟိတယတပ္ပပါဏိနံပုရိတဝါပါရမီတပ္ပဘတ်တော်တံဘောရိမုဒ္ဓမံတတဝါများကိုတာနှင့်ထတ်သူတနာကြည်ပြုခြင်းရှိတော်မူသည်ဖြစ်၍လူသုံးပါးတို့၏အာထာကုဘရာစေဖြစ်တော်မူသောမြတ်စွာဘုရားသည်ခတ်သိမ်းများစွာတတဝါတို့၏ချမ်းသာစီပွားအကျိုးများရန်အလို့ငါလျင်ဆယ်ပါးသုံးစုံခတ်သိမ်းကုန်သောပါရမီတော်တို့ကိုဖြည့်ခြင်းစီးပူးတော်မူခဲ့ပြီး၍ဥဒ္ဓမပုရိဒါစေမြင့်မြတ်သောဘုရားအဖြစ်သို့ရောက်တော်မူခဲ့လေပြီမဟာကာရုဏီကောနာတော်ဟိတယတပ္ပပါဏိနံပုရိတဝါပါရမီတပ္ပဘတ်တော်တံဘောဓိမုဒ္ဓမံဧတိနာသစ္စာဝိဇေနာတုတိတေဟောတုတပ္ပရာတတဝါများကိုတာနှင့်ထတ်သူတနာကြည်ပြုခြင်းရှိတော်မူသည်ဖြစ်၍
လူသုံးပါးတို့၏အာထာလူနာပြမတရဝအာလုံးတို့ရဲ့ကိုယ်ွယ်အာထာယဆရာတဆူဖြစ်တော်မူသောမြတ်စွာဘုရားသည်ခတ်သိမ်းများစွာတတ္တဝါတို့၏ချမ်းသာစည်းဝါအကျိုးများရန်အလို့ငါလျင်ဆေဘာသုံးဆုံးခတ်သိမ်းကုန်သောပါရမီတော်တို့ကိုဖြည့်ခြင်းစည်းပူးတော်မူခဲ့ပြီး၍ဥဒ္ဓမဗုဒ္ဓိတာအစေမြင့်မြတ်သောဘုရားဖြစ်သို့ရောက်တော်မူခဲ့လေပြီဤသို့မှန်ကန်သောသစ္စာစကားကြောင့်တတ္တဝါအပေါင်းတို့အားအထူးသဖြင့်တရင်သာဘွားတကားကြီးကိုကံတို့အားဘေးရန်အခတ်တဲ့သူဝတိတင့်တယ်ဖို့ရာအတန်တန်ဖြင့်ဘေးရန်ခတ်သိမ်းအင်းငိမ့်ခြင်းသည်ဟောတုစင်စစ်မတွေ့ဖြစ်ပါစေတည်းပစ္စည်းမံဖလဒါနိနာပဟုံပစိတပါရမီယထာဝေတံသူမပင်သည်ကေနာစီအတမံတမံပဟုံဤဝေဤမြခဏန်းချ၍မယာ၌ဟိအတိုင်းမတိရလျောင်းပစိတပါရမီလေးသိင်းချေကိန်းကတသိန်းကထိန်သိန်းစုဆောင်ပါရမီတော်အပေါင်းတို့သည်ပစ္စည်းမံဖလဒါနိနာဖြစ်ပြဖန်ခါတန္တရာဝေခန္ဓာကိုယ်၏အဆုံးစွန်အကျိုးပေးသောအားဖြင့်ယတဘဂဝါတော်အချင်းရွှေဘုံတော်သခင်ရှင်တော်မြတ်ဖျား၏ဝေတံရွှေမျက်နှာတော်လက်ချီတော်နှင့်ကိုတော်တန်တန်ဘဝံထင်ပေါ်အတွင်ပြင်တော်ကိုကေနစီလူမင်းနတ်မင်းမြမမင်းဝဲဘဒုတယောက်နှင့်များအာတမန်လက္ခဏာတော်ကြီးငယ်အသွယ်သွယ်ဖြင့်ဘယ်ဝဲတိုင်းကမနိုင်သာသည်ဖြစ်၍တမန်တကူတော်လုံးရွှေတုံးရွှေနှင့်စပူရည်သိမ့်ကြီးနရဏီမြတာဂီစဉ်တွေ့အရင်ကြီးဆုံးဖြစ်ရလျောင်းသူမာပင်သည်တတင်နေဝွန်ထွန်းတေလဇံပွတ်တဲ့ပန်းသူစံဖုံဘုံစကန်းစုံအောင်စွမ်းကုန်ထိုပါရမီများကဖန်ဆင်းလိုက်ကြပေသည်တကားတာဓုတာဓုတာဓုပါဗျာဘာတော်ဖုံလံပရုမဝအကမကိနဖုံလီတံတောကံဒီကံဝီရောဇန္တံဗုဒ္ဓံပတ္တဟိတာရယံဘာတော်အာယုံရောက်လင်းကလာချင်း၍စီနေရီမောနန္ဒသောအခါ၌ဖုံလံရနံအေးကြည်မှွေးပြန့်စီ၍ပတ်လဲစင်းစင်ကားကားပွင့်သောအထက်တရားချလွှားဖြင့်လွန်စွာတင့်ဆန့်ပရုံမာကြာပန်းကဲ့သို့ကိလေသာမှောင်ဆဲပြောင်းအောင်ဖြစ်သည့်အရဟတ်မေဂုံဤအာယုံကြောင့်တပိညူတံဘောဓိဉာဏ်ဖြင့်ရောင်လျံစင်းစင်ပွင့်တော်မူထသောအစင်တော်ရောင်ဉာဏ်တော်ရောင်ဖြင့်ထုံးပြောင်းတဲ့အသင့်တဲ့တော်မူသောဘောဓိညောင်ရွှေနန်းအောင်မြေဝဲကျက်သေးအပေါင်းခါညောင်စုံလင်ဖျားရှင်ကိုစိတ်သက်ကြီးညို့အလုံးယိုသေးသည်ဖြစ်၍ကိုယ်စိတ်ရှင်လန်းကျက်သည်ဖြန့်များမှန်း၍တင်တင်ဖူးမြင့်လိုက်ပါ၏အရှင်ဖျားအနန္တကုဏတပ္ပနနဝကုဏိဟိဥက္ကရံတပိညုဗုဒ္ဓေစေတိယအဟံနမမိတပ္ပရာဇိနံဝိထတဂေါရမံဇိနံဝိနာမဂေါရမံဝိဇ္ဇာစရဏတပ္ပနံဗုဒ္ဓဝိနာမဂေါရမံဇိနံမင်္ဂပါကိုအောင်မြင်တော်မူပြီးသောဂေါရမံဂေါရမအမည်ရှိတော်မူသောဗုဒ္ဓမြတ်စွာဘုရားကိုဝိတတရှိခိုးကြကုန်လောမယံငါတို့သည်ဇိနံဒေဝဗုဒ္ဓမံကိလေသာမံခန္ဓာမံမြစ္စုမံအဘိသင်္ကာရမံဟုဆိုအပ်သောမင်္ဂပါကိုအောင်မြင်တော်မူပြီးသောဂေါရမံဂေါရမအမည်ရှိတော်မူသောဗုဒ္ဓမြတ်စွာဘုရားကိုဝိနာမရှိခိုးပါကုန်၏မယံငါတို့သည်ဝိဇ္ဇာစရဏတမ္ပနံဝိဇ္ဇာ3ပါးဝိဇ္ဇာ8ပါးစရဏ15ပါးတို့နှင့်ပြည့်စုံတော်မူပြီးသောဂေါရမံဂေါရမအမည်ရှိတော်မူသောဗုဒ္ဓမြတ်စွာဘုရားကိုဝိနာမရှိခိုးပါကုန်၏ဘုရားတရားတန်ခါမိဘဆရာဓမ္မအပေါင်းတို့ကိုအမှုပြု၍အထက်ပြမ20နတ်ပြည်6တာဒုဘုံငရဲသိစ္ဆာပြိတ္တာအတူရကအပေလေးပုံဒီဘဝတိုင်း၌အမိဖဆရာသမားတို့နှင့်တကွ32ဘုံတွင်၌ဝင်တက်တဲ့ရှိအကုန်သောတတ္တဝါအပေါင်းတို့ပေါ်၌အကျဉ်းတို့ကကာယကံမှုအပြည့်ကြီးဖြင့်ငယ်ဝစီကံမှုအပြည့်ကြီးဖြင့်ငယ်မနောကံမှုအပြည့်ကြီးဖြင့်ငယ်ဥဒ္ဓမြကိုတိတိယနှင့်ဖြစ်စေမတိလည်းနှင့်ဖြစ်စေအမှုမဲ့အမှန်မဲ့ဖြစ်စေပြမကျွလွန်မိခဲ့သည်ရှိသောခွင့်လွတ်တော်မူကြပါကြည်တော်မူကြပါပျောက်တော်မူကြပါတိကံတော်မူကြပါယနေ့ခုချိန်မှဆိုင်အပြားလုံးတို့သည်ပိညာပတင်ရေမနှင့်တကဲ့သို့လျှော့ကြပါသည်ပိညာပပြရေမနာတကဲ့သို့ကင်းစင်လင်းပြောက်ကြပါစေကုန်သတည်းတတ္တဝါပေါင်းတို့အားလည်းကျွန်ုပ်ဗ၌ပြုခဲ့သောကာယကံဝစီကံမနောကံမှုအပြီးရှိဖြင့်ငယ်ဥဒ္ဓမြကိုကျွန်ုပ်ဗ၌သိလျက်နှင့်ဖြစ်စေမသိလျက်နှင့်ဖြစ်စေမှုမဲ့မမဲ့ဖြစ်စေပြမကျွလွန်မိခဲ့သည်ရှိသောယနေ့ယခုချိန်မှစ၏ပြားလုံးတို့သည်ပိညာပတင်ရေမတင်ပိညာပပြရေမနာတကဲ့သို့ကင်းစင်လင်းပြောက်ကြပါစေကုန်သတည်း
အကျွန်ုပ်ကတတ္တဝါပေါင်းတို့ကိုခွင့်လွှတ်ပါ၏ကြည်ပါ၏ပြောက်ပါသည်ခံပါ၏အလုံးကျမ်းမှချမ်းသာကြပါစေကိုယ်စိတ်နှပြတည်တိုင်ကဲ့သို့ဤများကြပါစေမှန်ရောက်ကြပါစေယနေ့ကစ၏မှန်ကန်သောသစ္စာတရားနှင့်တကွနိဗ္ဗာန်ကိုမျက်မှောက်ပြီးဝန်ဆံတော်မူနိုင်ကြပါစေကုန်သတည်းဩဃာတာကာယကမစီကမနောကံတိသောပြိခတ်သိမ်ပပြောင်းငြိမ်း၍အသက်ရှိသောနမေယံပိကကြောင့်ကောင်းမှုမင်္ဂလာဖြစ်ပါစေခြင်းကြောင့်ငါတတ္တဝါတို့ကိုပါကင်းဆင်းရဲဒုက္ခကင်းရနိဗ္ဗာန်သို့ပို့ဆောင်တော်မူတတ်သောသစ္စာတိမြင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးရသောကောင်းမိမိကိုယ်ကိုကောင်းစွာတင်ချစ်ဆောင်လေရှိသူကိုပယ်လိပါဝတ္တရားတို့မလားမကြစေရဆောက်ရှောက်တတ်သောမလီတံဖူလီတံနိဗ္ဗာန်ပရိယမြတ်ထွတာဆေဘာတော်တရားတော်မြတ်ကို၎င်းအနဝမကာကျေပြောလာတိဘောရှိစွာတန္တရာကိုတပတ်ကရောက်ကူးမြောက်လေပြီးပြတော်မြတ်စွာဘုရားဤရှင်တော်နှင့်တာတော်စေဖြစ်တော်အရိယာတန်ဃာတော်မြတ်အပေါင်းကို၎င်းဤသို့ယန္တနာမြတ်သုံးပါးတို့အားယူသည်မြတ်နှုတ်လက်ဆုံးမူ၏ရှိခိုးပူဇော်ပူမြော်မှလျှောက်ကြောပါဤရှင်ဘုရားနမောတတ္တဗုဒ္ဓဝါဒောရသောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗုဒ္ဓဝါဒောရသောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗုဒ္ဓဝါဒောရသောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓံတရဏံကိသာမိနာမရူပံအိဋ္ဌံဒုက္ခနတ္တသမန္တရဏံကိသာမိနာမရူပံအိဋ္ဌံဒုက္ခနတ္တသံဃာတရဏံကိသာမိနာမရူပံအိဋ္ဌံဒုက္ခနတ္တဗုဒ္ဓံတရဏံကိသာမိသမန္တရဏံကိသာမိသံဃာတရဏံကိသာမိနာမရူပံအိဋ္ဌံဒုက္ခနတ္တအနန္တဘလဝံဗုဒ္ဓံနန္တံခောဇရံဓမ္မနန္နာရိယသံဃာနန္တံဘောဓိမုဒ္ဓမံတတိပဋ္ဌာန်တရားရှုမှတ်ပွားကြိုးစားလျင်မြန်စွာစိတ်ညစ်ကင်းဝေးတောကအေးငိုကြွေးလွန်နိုင်ပါကိုယ်စင်ရဝေးစိတ်ငြိမ်အေးရာသေးမညံပါနိဗ္ဗာန်တည်မြင်တတိရှင်လမ်းစဉ်တရားသာတတိမပြတ်ရှုမှတ်နေလျင်ဘယ်အရာမှမြဲတယ်မမြင်လောဘဒေါသမောဟကင်းစင်ထိုခါမှဒုက္ခငြိမ်းမီပင်ဖောက်ပြန်ခံစားမှတ်သားပြုပြင်သိဝိညာဉ်ငါအင်ကိုခန္ဓာဖောက်ပြန်သောငါမရှိပါယုတ်တာဖောက်ပြန်သည်ခံစားတော်သူမရှိပါဝေဒနာခံစားသည်မှတ်သားသောငါမရှိပါတင်ညာသူမှတ်သည်ပြုပြင်တော်သူမရှိပါသင်္ခါသူပြုသည်တိတတ်သောငါမရှိပါဝိညာဉ်သူသည်စိတ်ကောင်းထားပါမိတ်ကောင်းရှာကောင်းစွာတရားနာစိတ်ကောင်းထားကမိတ်ကောင်းရှာကောင်းစွာတရားနာအင်္ဂါ၃ပါးပြည့်စုံညာအမှားကင်းမိသာမြင်မြင်ဘာကိုပဲမြင်မြင်ပဋိစ္စသမုပ္ပါရှိမှတင်ဖြစ်ပြမြင်ယထာဘုဒ္ဓပင်မြင်နိုင်မှတတိရှင်စံမှာမြင်မမြဲသိစေဒိဋ္ဌိကွာကြာဘာကိုပဲကြာပဋိစ္စသမုပ္ပါရှိမှတင်ဖြစ်ပြမြင်ယထာဘုဒ္ဓပင်ကြာတိုင်းမှတတိရှင်စံမှာကြာမမြဲသိစေဒိဋ္ဌိကွာနန္နံဘာကိုပဲနန္နံပဋိစ္စသမုပ္ပါရှိမှတင်ဖြစ်ပြမြင်ယထာဘုဒ္ဓပင်နန္နိုင်မှတတိရှင်စံမှာနာမမြဲသိစေဒိဋ္ဌိကွာစာဘာကိုပဲစာပဋိစ္စသမုပ္ပါရှိမှတင်ဖြစ်ပြမြင်ယထာဘုဒ္ဓပင်စားတော့တိုင်းမှတတိရှင်စံမှာစာမမြဲတောက်မမြဲသိစေဒိဋ္ဌိကွာထိဘာကိုပဲထိပဋိစ္စသမုပ္ပါရှိမှတင်ဖြစ်ပြမြင်ယထာဘုဒ္ဓပင်တွေ့ထိတိုင်းမှာတတိရှင်စံမှာထိမမြဲသိစေဒိဋ္ဌိကွာတွေ့ဘာကိုပဲတွေ့ပဋိစ္စသမုပ္ပါရှိမှတင်ဖြစ်ပြမြင်ယထာဘုဒ္ဓပင်တွေ့ကြံတိုင်းမှာတတိရှင်စံမှာတွေ့မမြဲကြံမမြဲသိစေဒိဋ္ဌိကွာမျက်စိတကာဖွင့်နာခိုင်မှာအစင်းယုံမျိုးဝင်တို့တိုက်လာမြင်သိစိတ်များဖြစ်ပွားပြရာငါမြင်ဆွဲယူလွဲဒိဋ္ဌိပါမြင်နိုင်မှာတတိရှင်စံမှာမြင်မမြဲသိစေဒိဋ္ဌိကွာအကြောင်းစကုသင်္စားပြုသည့်စကုဝိညာဉ်ဖြင့်တံဝရောအပြိစားနှင့်ပြပါဒေါသမဖြစ်ရအောင်နိညာဆောင်ညာတတိထားခြင်းသည်တာရုဂုဝေမခနောင်လေးမြဘူးဘဝတာရှိကောင်းမြတ်လာပြီ၏ကြာပါနာဘောက်တကားဖွင့်သားခိုက်မှာအတန်ယုံမျိုးဝင်တို့တိုက်လာကြာသည့်စိမ်များဖြစ်ပွားပြရာငါကြာဆွဲယူလွဲဒိဋ္ဌိပါကြာတိုင်းမှာတတိရှင်စံမှာကြာမမြဲသိစေဒိဋ္ဌိကွာအကြောင်းဒေါသသင်္စားရသည့်ဒေါသဝိညာဉ်ဖြင့်တံဝရောအပြိစားနှင့်ပြပါဒေါသမဖြစ်ရအောင်နိညာဆောင်ညာတတိထားခြင်းသည်တာရုကုဝေမကနောင်အေးမြဘူးဘဝတာရှိကောင်းမြတ်လာပြီ၏နန္နံပါကုနှကောင်းတကားဖွင့်သားခိုင်မှာအနတ်ယုံမျိုးဝင်တို့တိုက်လာနန္တိစိတ်များဖြစ်ပွားပြရာငါနံဆွဲယူလွဲဒိဋ္ဌိပါနန္နိုင်မှာတတိရှင်စံမှာနံမမြဲသိစေဒိဋ္ဌိကွာအကြောင်းခနာတင်စားရာသည့်ခနာဝိညာဉ်ဖြင့်တံဝရောအပြိစားနှင့်ပြပါဒေါသမဖြစ်ရအောင်နိညာဆောင်ညာတတိထားခြင်းသည်တာဓုကုပေမခနောင်အေးမြဘူးဘဝတာရှိကောင်းမြတ်လာပြီ၏
ရှားပေါတကားဖွင့်သားခိုင်မှာအရသာယုံမျိုးဝင်တို့တိုက်လာစာတိစိတ်များဖြစ်ပွားပြည့်ရာငါစားဆွေယူလွယ်ဒိဋ္ဌိပါစားတော့တိုင်းမှာတတိရှင်စံမှာစာမမြဲတောင်းမမြဲတီးစေဒိဋ္ဌိကွာအကြောင်းစိန်ဝါတင်စားရာသည့်စိန်ဝါဝိညာဉ်အကြောင်းစိန်ဝါတင်စားရာသည့်စိန်ဝါဝိညာဉ်ဖြင့်တံဝရောအပြိစာနှင့်ဖြာပါဒေါသမဖြစ်ရအောင်နိညာဆောင်ညာတတိထားခြင်းသည်တာတုခုဘေးမခနောင်၏များဖို့ဘဝတာရှိကောင်းမြတ်လာပြီကိုပေါတကားဖွင့်သားခိုက်မှာအတွေ့ယုံမျိုးဝင်တို့တိုက်လာတွေ့ထိစိမ်များဖြစ်ပွားပြည့်ရာငါထီဆွဲယူလွယ်ဒိဋ္ဌိပါတွေ့ထိတိုင်းမှာတတိရှင်စံမှာထိမမြဲတိစေဒိဋ္ဌိကွာအကြောင်းကာယသင်္စားရသည့်ကာယဝိညာဉ်ဖြင့်တံဝရောအပြိစာနှင့်ဗျာပါဒေါသမဖြစ်ရအောင်နိညာဆောင်ညာတတိထားခြင်းသည်တာရုကုဝေမကနောင်အေးများဖို့ဘဝတာရှိကောင်းမြတ်လာပြီဘဝေမနောတင်စားမနောတကားဖွင့်သားခိုင်မှာယုံမျိုးဝင်တို့တိုက်လာတွေးကြံစိမ်များဖြစ်ပွားပြည့်ရာငါကြံဆွဲယူလွယ်ဒိဋ္ဌိပါတွေးကြံတိုင်းမှာတတိရှင်စံမှာတွေးမမြဲကြံမမြဲသိစေဒိဋ္ဌိကွာဘဝေမနောတင်စားပြောသည့်မနောကောတွင်ဇောဝိညာဉ်ဖြင့်တံဝရောအပြိစာနှင့်ဗျာပါဒေါသမဖြစ်ရအောင်နိညာဆောင်ညာတတိထားခြင်းသည်တာရုကုဘေမကနောင်အေးများဖို့ဘဝတာရှိကောင်းမြတ်လာပြီတပ္ပဒအလုံးစုံသောမျက်စိနားနှာခေါင်းရှားကုစိဟုဆိုအပ်သောအာယုံ6ပါးတကား6ပေါက်၌တံဝရောအပြိစာနှင့်ဗျာပါဒေါသမဖြစ်ရအောင်နိညာဆောင်ညာတတိထားခြင်းသည်တာရုကုဘေမကနောင်အေးများဖို့ဘဝတာရှိကောင်းမြတ်လာပြီတပ္ပဒအလုံးစုံသောမျက်စိနားနှာခေါင်းရှားကုစိဟုဆိုအပ်သောအာယုံ6ပါးတကား6ပေါက်၌တံဝရောအပြိစာနှင့်ဗျာပါဒေါသမဖြစ်ရအောင်နိညာမချတတိထားဆောင်ရောက်သောဘေကုတန္တရာယေလာမည်ဘေကိုညင်လျော်သေးရှုတောင်းယဟန်ကောင်းသည်ဝါသူတော်ကောင်းသည်တပ္ပဒအလုံးစုံသောဥနာတိယေဒုက္ခဘေးမှမုချပိုင်ပိုင်လွတ်မြောက်နိုင်ပေတည်းတတိပဋ္ဌာန်တရားရှုမှတ်ပွားကြိုးစားနှင်းမြန်စွာစိတ်ညစ်ကင်းဝေးသောကအေးငိုကြွေးလွန်နိုင်ပါကိုယ်စင်ရဝေစိတ်ငြိမ်အေးရာသေးမညံပါနိဗ္ဗာန်တည်မြင်တတိရှင်လမ်းစဉ်တကြောင်းသာတတိမပြတ်ရှုမှတ်နေလျင်ဘယ်ရာမှမြဲတယ်မမြင်လောဘဒေါသမောဟကင်းစင်ထိုကာမဒုက္ခငြိမ်းမြည်ပင်ဖောက်ပြန်ခံစားမှတ်သားပြုပြင်တိဝိညာဉ်ငါအင်ကိုခန္ဓာဖောက်ပြန်သောငါမရှိပါယုတ်တာဖောက်ပြန်သည်ခံစားသောသူမရှိပါဝေဒနာခံစားသည်မှတ်သားသောငါမရှိပါတင်ညာသူမှတ်သည်ပြုပြင်သောသူမရှိပါသင်္ခါသူပြုသည်တိတတ်သောငါမရှိပါဝိညာဉ်သူသိသည်စိတ်ကောင်းထားပါမိတ်ကောင်းရှာကောင်းစွာတရားနာအင်္ဂါ၃ပါးပြည့်စုံညာအမှားကင်းမိတာဘဝေဝဟံဘေယဒိဋ္ဌဝဘောဇာဝိဘဝေတိနံဘဝနာဘိဝဒိဂိဉ္စီနံဒိဉ္စာနာဥပါရိယေနိညာတရာဘောဇာတပ္ပဒာနိညာတရိန္ဒရိယတံဝရနိညာတရာတပ္ပနိတကာတုထိန်ပတ္တာမိပါဏိနံဘောဇာတပ္ပဒာဘောဇင်ခုနှစ်ပါးအကျင့်များတရားတို့ကိုအညတရကြည်ဆောင်ဖယ်ထား၍၎င်းအိန္ဒိယတံဝရမျက်စိနာတကောင်ရှာကိုစိဟုဆိုသောအာယုံ6ပါးတကား6ပေါင်း၌ဆောင်သိအပ်သည့်တတိတံဝရတရားကိုအညတရကြည်ဆောင်ဖယ်ထား၍၎င်းမာနိနံတတ္တဝါပေါင်းသူတော်ကောင်းတို့ရဲ့တုထိန်ဘေးအံကသိင်ကြောင့်လန့်ကသိင်အပူကသိင်ကင်းငြိမ်းချမ်းသာခွင့်ကိုဟန်သင်တို့ဆရာငါဘုရားသည်နဗ္ဗတာမိမြင်တော်မမူတပ္ပနိတကာလုံးစုံတတ်တဲ့ခြင်းကိယာဖြစ်တဲ့နိဗ္ဗာန်နဲ့နိဗ္ဗာန်ချမ်းသာမြတ်ကြီးကိုအညတရကြည်ဆောင်ဖယ်ထား၍မာနိနံတတ္တဝါပေါင်းသူတော်ကောင်းတို့ရဲ့တုထိန်ဘေးအံကသိင်ကြောင့်လန့်ကသိင်အပူကသိင်ကင်းငြိမ်းချမ်းသာခွင့်ကိုအဟန်သင်တို့ဆရာငါဘုရားသည်နဗ္ဗတာမိဘယ်နည်းနဲ့မှမြင်တော်မမူသာဓုသာဓုသာဓုပါဗျာဘဝေဝဟံဗျံတိတောဘောဇဝိဝေတိနာဘောနာဘိဝတိဂိဉ္စီနံဒိဉ္စာနာဥပါရိယေအဟံတေလိုထတုနမြတတုမြမတရဝါတို့ရဲ့ကိုယ်ွယ်အားထားရာဆရာတဆူဖြစ်တော်မူသောငါဘုရားသည်ဘဝေဖြစ်ကပြည့်မြဲမလွဲတန်ထွာတန်တရာဝေအတွင်းနောင်ခြင်း၌ဗျံဇာတိကာစာများလာထောင်းတောင်းဘေးရန်အပေါင်းကိုဒိဋ္ဌဝမြင်တော်မူသည်ဖြစ်ဘဝံစာကာမရူပအရူပဟုသုံးပြဘဝသုံးလောကကို၎င်းဝိဘဝတိနှင်းစာဘဝကောင်းမီရှာကြံစီလက်စုံလီနွားမြနှင်မွန်းကြသူတရဝဟုသည်များကို၎င်းဒိဋ္ဌဝအတ္တတေချာကောင်းစွာတွေ့မြင်ပါသည်ဖြစ်၍ကိဉ္စီဘဝလူပြည်နတ်ရောက်တစုံတစ်ခုသောဘဝကိုမြနာဘိဝတိမဆွဲလန်းမတတ်မဲ့မနစ်သက်တော်ဝေနန္ဒိစာထူထူဘဝ၌တတ်မဲ့တွေ့တာတတ်တဲ့ဘဝတဏှာကိုလည်းရာဥပါရိယိဆွဲလန်းလွတ်ကင်းအမြင့်ရင်ကအလင်းပြတ်စေဖြတ်တောက်တော်မူခဲ့ပြီတည်း
တာဓုပါဗျာမူနီထွတ်တင်ဖျားရှင်သည်များဖြင့်အကျိုးအမျိုးမျိုးဟုအကောင်းဆုံးနှစ်ပြင်းပေးစွာအင်ကိုချိန်ခွင်ပမာဉာဏ်ပညာဖြင့်ကောင်းစွာလှလှချိန်၍ရသည်တုလမြညာကာမဝဆရကံတရားကို၎င်းချိန်ခွင်ပမာဉာဏ်ပညာဖြင့်ကောင်းစွာပိုင်ပိုင်မချိန်နိုင်မှုအကြောင်းပြု၍အတုလမြညာမဟာဂုတ်ကံတရားကို၎င်းမဲအရဟရာတုံးကပင်လုံးဝမငဲ့ဆွလွတ်ခဲ့၍တကယ်စစ်ပွဲနိုင်အောင်နှွဲသည့်သူရဲ့ကောင်ကျုပ်စစ်ဘိုလ်ချုပ်သည်ဖွက်တုပ်စစ်ဝအားလုံးချွတ်သောဝိကိလေသာအဖျားပြားကိုကောင်းစွာဖျက်ဆီးအားလုံးပြီးသည်အေကြီးအေရပြီတကားတာဓုပါဗျာမောနေယပฏิပတ်သို့နှင့်ပြည်စုံတော်မူသောမြတ်စွာဘုရားသည်ဘဝတိဖြစ်ရာခြင်း၏အကြောင်းတဖန်ဖြစ်သောဘဝတဖန်ပြုပြင်လက်တတ်သောကာမကုသိုလ်ကံကို၎င်းရူပကုသိုလ်ကံကို၎င်းအရူပကံကို၎င်းမိမိရဲ့တန်တန်၌ဖန်ဖန်မှွေလျော်စေခဲ့ပြီး၍စွန့်ပြေထွေးရန်ပင်လအောင်မြင်အပ်ပြီးစစ်သူကြီးသည်စင်မြေပြင်၌လွှားကားကိုဖြစ်စည်းတကဲ့သို့အကျွမ်းမဲ့ဖြစ်စည်းအပ်ပြီးတာဓုပါဗျာထိုမောနေယပฏิပတ်သို့နှင့်ပြည်စုံတော်မူသောမြတ်စွာဘုရားကိုအဟံမချွတ်မလဲမြဲတရားလက်တန့်ဖြစ်ပါသောအကျဉ်တို့သည်နမမီယုံကြည်အားကိုလက်ဆုံးမူရှိခိုးပါ၏အရှင်ဘုရားဘာရာဟဝေပစ္စခန္ဓာဘာရာဒွါရောစပုဂ္ဂလောဘာရာဒဏတုဝေဒုက္ခံဘာရာနိခေပနံတုခံမေငါဟုခေါ်တွင်ငါကိုပင်ဟုထင်မြင်ညာရုပ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်လိုခေါ်တဲ့ခန္ဓာ၅ပါးစုဤယုံနာနှစ်ခုသည်သူဟုခေါ်တွင်သူကိုပင်ဟုထင်မြင်ညာထိုယုံနာနှစ်ပါးသည်အဝေစေစေဧကအမှန်အားဖြင့်ဘာရန်လေးလံလစွာဝင်တို့ဝင်ဘူးကြီးတို့ပါတကားပုဂ္ဂလောသူငါကစပုဂ္ဂိုလ်ဟုသည်မြသည်ဘာရာဒါရောခန္ဓာဝန်ထမ်းမြဲနွမ်းလျက်ပင်မှန်၍သာနေရပါတကားလောကီငရဲတရိษံမချမ်းပြိတ္တာမြမလူ၌ရရသောလောက၌ဘာရဒါနံခန္ဓာဝင်ကိုယူအခြင်းသည်ဒုက္ခဇာတိဇရာအစပြလျက်များစွာထောင်တောင်းစင်ရဲ့အပေါင်း၏အကြောင်းရင်းမှအခြေခံပါတကားဘာရနိကေပနံမေအရိယာယတိခါဝေခန္ဓာဝิญဉ်ပြကြလျာယင်းသည်ဒုက္ခဒုက္ခများစွာကင်းစင်ကွာသဖြင့်တာယာငြိမ်ညောင်းချမ်းသာကြောင်းပါတကားတာဓုပါဗျာနိရုဒ္ဓတိတသင်္ခါရပစ္စုပ္ပန္နာသဘိဇရိအနာဂတဘိစိတံတိတဗ္ဗေပိဘာယိတဗ္ဗကအတိတသင်္ခါရအတိတ်ဘဝရှေးကာလ၌ဖြစ်ကြမြသင်္ခါရတရားတို့သည်နိရုဒ္ဓငါဤတန်တန်ဖန်ဖန်ဖြင့်မှန်မှန်ပြပြုံးကုံဆုံးကြလေကုန်၏ပစ္စုပ္ပန္နာစာယခုလည်းငင်ပဲ့ပင်တွေ့ကြုံအဖုံဘုံဘွားသင်္ခါရတရားတို့သည်လည်းဘိစရိနှံကင်းဥထက်နန်းတွေကျက်တို့ရုတ်တရက်အနည်းချုပ်ပြဲကြလေကုန်၏အနာဂတနောက်ဘဝနောက်ကာလ၌ဖြစ်ကြရန်သင်အစဉ်စဉ်ဘဝသင်္ခါရတရားတို့သည်လည်းဘိစိတ်တန်သည်ဒီဘုတ်ထဲကဒီပဲအနည်းချုပ်ပြဲကြလေကုန်လက်တံတဗ္ဗေပိယခုရှိမောက်ငါထံရောက်လျက်ချုပ်ပြောင်ပြဲပြုံးယုံနံအားလုံးတို့သည်ပင်ဘာဤတပ္ပကာကြောက်ဖွယ်ခမံဘီချံတို့ကြည်ပါတကားတာဓုပါဗျာပရိဘကောဝယောမရှံပရိဒံမမဇီဝိတံပဟာယောကမိတံတိကတံမေတရဏမတ္တနောအပမတ္တတတိမန္တောတုတိလာဟောထဘေကောတုတမဟိတသင်္ကပ္ပသစိတ်တမနုရခတယောဣမသမိန်တမဝိနေအပမတ္တောဝိဟတတိပဟာယဇာတိတန္တရံဒုက္ခတန္တံကရိတတိချစ်သားတို့ငါဖျား၏အရွယ်တော်ဒီကြီးရင်တော်မူပြီးငါဖျား၏အသက်ဇီဝင်တွေလေးအနှဲငယ်သာကြံတော့၏အသင်တို့ကိုစွန့်ခွာ၍တွားရတော်မူငါဖျားအတွက်မိမိရဲ့ကိုးကွယ်ရာကိုပြုခဲ့ပြီးဘိက္ခုတို့သင်ချစ်သားတို့သည်လည်းမမေ့မလျော့မပေါ့မဆသောတတိတရားတို့ဖြင့်မိမိတို့ကိုသမုတ်တရားအလေကကျွန်းငယ်နှင့်တူအောင်နေကြကုန်လောတရားသည်ဟူသောမိခိုရာကျွန်းရှိအောင်နေကြကုန်လောဤသို့နေကြမှသာနှင့်အမြတ်ဆုံးပုဂ္ဂိုလ်များဖြစ်နိုင်ကြလိမ့်မည်အကျဉ်သူသည်တရားသဖြင့်ဆုံးမရာဤသာသနာ၌မမေ့မလျော့နေရလိမ့်မည်ထိုမမေ့မလျော့နေရသူသည်အဖန်တလဲလဲပဋိတရီနေရခြင်းဆိုတဲ့ဤတန်တရာကြီးကိုပယ်ဆွ၍ဒုက္ခအလုံးရဲ့ဆုံးဖို့ရာနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်လိမ့်မည်ဤသို့မိန့်တော်မူ၏ချစ်သားတို့အရိယာဖြစ်ကိုပြုတတ်သောတိလအရိယာဖြစ်ကိုပြုတတ်သောတမာတိအရိယာဖြစ်ကိုပြုတတ်သောပညာအရိယာဖြစ်ကိုပြုတတ်သောဝိမု ക്തി တို့ကိုဝိပဿနာတရားအားလျော်သောအကျင့်ဖြင့်မသိခြင်းမဖို့ရသောအဖြစ်ထိုးထွင်းမသိမြင်နိုင်ခြင်းကြောင့်ဤမြတ်လောက်ရှည်လျားလာစွာသောတန်တရာကာလပတ်လုံးငါဖျားဤ၎င်းအသင်တို့ဤ၎င်းတဘဝမှတဘဝသို့ပြောင်းသွားရခြင်းဘဝတည်းအ၌ပင်အထက်ထက်လဲခြင်းဖြစ်ခဲ့ပြီး
ယခုအခါ၌အရိယာအဖြစ်ကိုပြုတတ်သောသီလအရိယာအဖြစ်ကိုပြုတတ်သောတမာတိအရိယာအဖြစ်ကိုပြုတတ်သောပညာအရိယာအဖြစ်ကိုပြုတတ်သောဝိမု ക്തി တို့ကိုဝိပဿနာတရားအားလျော်သောအချင်းဖြင့်ထိုးထွင်း၍သိပြီးမက်ဖို့ရသောအဖြစ်ထိုးထွင်း၍သိပြီးဘဝကိုတတ်မှတ်တတ်တဲ့တဏှာဟူသောအစေးသည်ခန်းချောက်လေပြီဘဝကိုတတ်မှတ်တတ်တဲ့အဆောင်တတ်တဲ့တဏှာဟူသောကျူးသည်ကုန်ခန်းလေပြီယခုအခါငါဖျားမှာနောက်ထပ်ပဋိတတိနေရန်ဘဝတည်မရှိတော့ဤတရားကသီလဤဇံကတမာတိဤဉာဏ်ကပညာသည်သီလဖြင့်လွှမ်းခြုံအပ်သောတမာတိသည်ကောင်းသောအကျိုးဆက်အကျိုးရင်းရှိတမာတိဖြင့်လွှမ်းခြုံအပ်သောပညာသည်ကောင်းစွာသာလျှင်အာသောသူမှလွတ်နိုင်၏ဤသို့မိန့်တော်မူ၏ချစ်သားအနန္တာတဲ့အလုံးစုံချစ်ခင်အပ်နှစ်သက်အပ်သူတို့နှင့်တေတဖြင့်ကွဲရခြင်းရှင်သဖြင့်ကွဲရခြင်းဘုံဘောအားဖြင့်ကွဲရခြင်းအမျိုးမျိုးကွဲကွာ၍ဖြစ်ရခြင်းသည်ယုံနံခန္ဓာဤသဘောပင်ဖြစ်၏မဖြစ်ပါစေနှင့်ဟုတောင်းတ၍မရနိုင်ဖြစ်ခြင်းသဘောရှိသောယုံနံသင်္ခါရသည်ငါဖျား၏ခန္ဓာကိုယ်ပင်ဖြစ်စေကမူမပြတ်ပါစေနှင့်ဟုတောင်းတ၍မရနိုင်ဤသို့ပေါင်းစုအကြောင်းကျိုးရှုသောကောင်းမှုအရွယ်မကြီးကျယ်လဲစိတ်ဝဲဖြစ်ပွားတရားအာနှင့်ဉာဏ်အာသီလကြီးကျယ်ကြ၍ဒါနအလှကံစင်ကြယ်ပြမှုကံဟုတ၍အကျိုးတွေ့မှာတစေအညောင်လောက်ပင်ကြီးပေါက်သည်နောက်ယူဝဲအတုသည်အာနန္ဒာဉာဏ်အားဖြင့်စိတ်မှုကြည်ကြစမ်းလောအလုံးသောစัจ जाမင်းရဲ့စီစိန်တို့သည်ယုံနံသင်္ခါရတို့သာဖြစ်ကြ၏ယုံနံဖြစ်သောကြောင့်ပင်ထိုစီစိန်အလုံးကွယ်ပြောက်ခဲ့ကုန်ပြီပျက်စီးခဲ့ကုန်ပြီယုံနံသင်္ခါရဟုသည်များတို့၌ဝိပဿနာဉာဏ်ဖြင့်အဖန်ဖန်ရှိ၍ညီငွေသင်လာပြီဝိပဿနာမှတည့်၍အရိယာမဖြင့်ဆက်ဆုပ်သင်လာပြီအရိယာဖို့သို့ရောက်၍လွတ်မြောက်သင်လာပြီအာဒီဤကုဒဝတိမင်းနေပြီ၌စေပြေဝတိမင်းဖြင့်၆ကြိမ်၌ခန္ဓာဝင်ကြခဲ့ပြီးယခုအချိန်ကခုနှစ်ကြိမ်မြောက်ခြားခြင်းဖြစ်လိမ့်မည်ဟုအနိစ္စဝတ္တသင်္ကာရဥပါဒဝေယဓမ္မိနောဥပိစိတ်တဝါနိရောဇန္တိတေတဥပါသမောတုကောသင်္ကာရအကြောင်းတန်တုစီမံဒီယုံနာအတိဖြစ်ဖြစ်သည်မြသင်္ခါရတို့သည်မုတ်ချဧကံအမှန်အဖြစ်အမြဲမရှိလေကုန်သောတကားအဖြစ်သဘောပြသဘောတို့အတော်မတတ်အထက်ထအထွေထွေလည်းပန်းနေကြကုန်၏အကြောင်းအားလျော်စွာဖြစ်ပေါ်ကြကုန်၏ချက်တစ်ပြုံရုပ်တည်းချုပ်ပြကြလေကုန်၏အဖြစ်အပျက်တည်းအမြဲခံသည့်ယုံနာနဝထိုသင်္ခါရတို့၏အေးဟာကုန်ရငြိမ်းအေးစွာသည့်နိဗ္ဗာန်တအမြဲရသည်ဒုက္ခဖြစ်ပြမဆန်အငြိမ့်တတ်ပြမပြပုံတည်ချမ်းသာပြီးတကားအေးတော့ခြေတော့ရင်ချမှာခြေတော့ရင်ချထားမယ် exercise လုပ်မယ် exercise လုပ်မယ် exercise လုပ်မယ် okay သွားနိုင်တယ်ခုမှလည်းကြက်ထိုင်နေတာအိမ်မှာတရှိရဟာတရှိရပူရမှတ်တင်းရင်တင်းတဲ့မှတ်တင်းတဲ့မှတ်ပူရတင်းတဲ့ဟုတ်ပါလေပူရတင်းတဲ့ပူရတင်းတဲ့တိုးတယ်ဒေါက်တာတစ်ပင်လေတရားဟိုဆရာကြီးတရားဟိုတက်ကောင်းတယ်သူတရားပြတာဇုံကနေပြပူရတိုးတယ်ပူရတိုးတယ်
တယ်တင်းတယ်ကိုတဲ့မှတ်နော်ဝိပဿနာမှတ်နော်ခန္ဓာကိုယ်မှာတိုက်ပြီးလိုက်ရှာတယ်မလို့ဘူးတဲ့တရားသူ့ဘာသာသူပေါ်လာတယ်ခန္ဓာကိုယ်မှာပေါ်ပြီးတော့ပျောက်သွားတယ်ပေါ်ပြီးတော့ပျောက်သွားတယ်အဲ့ဒါကိုကလိုက်ပြီးတော့အဲ့ဒီဟာလေးကိုမှတ်လေနော်တင်းလာတဲ့သဘောလေးကိုကြည့်ပြီးတော့အဲ့တင်းတဲ့သဘောလေးကဖြစ်ပြီးရင်ပျောက်သွားတယ်ပူလာရင်ဒီလိုပဲပူလာတယ်ကိုတိနေငါပူလာမဟုတ်ဘူးပေါ့နော်ပူလာတယ်သူပူပြီးတော့ပျောက်သွားတယ်တိုးလာရင်ဝင်လေထွက်လေသဘောလေးရမှတ်ပေါ့နော်တိုးလာရင်မှတ်မယ်နော်ဒီတရားမှတ်မယ်နော်အမြဲတိုးတယ်ပူတယ်တင်းတယ်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 ဘယ်လိုနေတော့စနေရတောက်ကြီးရမကြိုက်ပူလို့လားဟမ်ပူလားပူတယ်လို့ပြောတယ်ဟလာအဲ့တောက်မယ်လေရောင်ရမ်းနေတော့ကြားတယ်ရတာလေးလည်းကောင်းတော့မကြိုက်ဘူးရတာမကြိုက်ဘူးမစိုးပါဘူးဟာတော်ထွက်တာပဲစီရဒီခုပလင်းကဘယ်တော့ထုတ်တာဒီမလေးလားဟုတ်ဆေးရုံယူလာဆေးတဲဟမ်ဆေးတဲကယူလာတော့အတိတ်ပဲအဲ့ဒီပလင်းအန်ဒီမထုတ်တာပလင်းကိုမနေ့ကဟိုဟာရောက်ပြီလားဟိုပို့လာလားဆိုင်ကပို့လာရောက်ပြီပြန်ထိုင်ဘူးလား那个去哪？多少钱台湾的？မလဲဘူးလားဒီမှာဟိုတကုတ်တကာလေးလုပ်ပြီးလားမလုပ်ဘူးသိပြီခုနဲ့အလိုတိတ်မလုပ်ဘူးနည်းခုံနဲ့သူတစ်ချက်တော့ဟုတ်မှာနားပြရတယ်အဲ့ဒါထားပါထားပါနော်အားရရှိရှောက်နော်ကြွတယ်လှမ်းတယ်ချတယ်တီးရကြွတယ်ချတယ်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 ကြွတယ်လှမ်းတယ်ချတယ်ကြွတယ်ချမ်းတယ်မင်းနာမရှိတာကျန်ဝါဘယ်လိုနေလဲဘီကသူပြီးမစားလားဘီလည်းမစားအလုံးကြီးလို့မကိုက်တယ်ဘီလည်းမရတာဆိုစနေလည်းမရဟိုဟာဟိုနုမို့တောက်အဲ့ခုပဲတောက်တာဟုတ်ရလို့လားနှစ်ဖူးရဟမ်အဲ့တော့မလားလဲမလားတင်းနေပူတယ်တင်းနေတိုးတယ်ပူတယ်တင်းနေတိုးတယ်မှတ်မယ်နော်ပူတယ်တင်းနေတိုးတယ်မှတ်မယ်နော်ခေါက်လေးတယ်မယ်ခေါက်လေးတယ်ကောင်းတယ်အော်ဘိုးစင်တရားနာမယ်နော်ဘိုးစင်တရားနာမယ်နာပြီးပြန်တော့မယ်နော်ဘိုးစင်တော့ရုံလားဟုတ်ပါဘူးနားတယ်
တန္တာရိတန္တာရဏံတပ္ပဒုက္ခဝိနာတနိတတ္တဓမိစဘုဇိမေမာရတိနာပမတနိဘုဇိတောယေစီမိတတ္တာတိဘောမုဒ္ဒကုတ္တမအာဇာတိမဇရဗျာတိအမတန်နိဗ္ဗယံကရာဧဝမာတိကုဏုပိတံအနိကကုဏသင်္ကံဩဒါတေသာဣမံမတံဘောဇင်ကိစ္စဗနမဟိဘောဇင်ကောတတိသင်္ခရောတမန္နဝိဇယောတထဝိရိယပိတိပတ္တတိဘောဇင်ကာသတထပရိတမာတုပိခာဘောဇင်ကာတတိတိတပ္ပတတိနာမုနိနာတမန္တခတာဘာဝိတာဘဟုလိကတာတံဝေတတိအဘိညာယနိဗ္ဗာနယသဘောဓိယဣတိနာသစ္စာဝိဇေနာတုတိတိဟောတုတပ္ပရာဧကသမိန်သမေယနာထောမောကလနိသကတ္တဗံဂိလာနိဒုက္ခိတေဒိဋ္ဌဝါဘုဇင်ကေတတ္တတိတိတိသတံအဘိနဒိဋ္ဌဝါယောဂမုစ္ဆန္တုသင်္ကတိဣတိနာသစ္စာဝိဇေနာတုတိတိဟောတုတပ္ပရာဧကထာဓမ္မယဇာပိကိနိညေနာပိပိတိတောသုံတ္တထေနိနာတယေဝဗနာပိတဝါနာတာရယံတမောဒိဋ္ဌဝါနာအာဘာဒတမဟုဒာရိဌာနတောဣတိနာသစ္စာဝိဇေနာတုတိတိဟောတုတပ္ပရာပဟိနာတိဇာအာဘာဒတိဏနမိမဟိတိနမဂ္ဂတာကိလေသာဝပတ္တနုပ္ပါတိဓမ္မတံဣတိနာတိဇာဝိဇေနာတုတိတိဟောတုတပ္ပရာဣမိတတတံဘောဇင်ကောခောတနိနာဒမေယတမတကတာဘာဝိတာဘဟုလိကတာအဘိညာယတံဘောဓာယနိဗ္ဗာနယတံဝိတတိပထမိတတတတိတံဘောဇင်ကောခောတနိနာဒမေယတမတကတာဘာဝိတာဘဟုလိကတာအဘိညာယတံဘောဓာယနိဗ္ဗာနယတံဝိတတိဓမ္မဝိဇယတံဘောဇင်ကောခောတနိနာဒမေယတမတကတာဘာဝိတာဘဟုလိကတာအဘိညာယတံဘောဓာယနိဗ္ဗာနယတံဝိတတိဝိရိယတံဘောဇင်ကောခောတနိနာဒမေယတမတကတာဘာဝိတာဘဟုလိကတာအဘိညာယတံဘောဓာယနိဗ္ဗာနယတံဝိတတိပိဋိတံဘောဇင်ကောခောတနိနာဒမေယတမတကတာဘာဝိတာဘဟုလိကတာအဘိညာယတံဘောဓာယနိဗ္ဗာနယတံဝိတတိပတ္တိတံဘောဇင်ကောခောတနိနာဒမေယတမတကတာဘာဝိတာဘဟုလိကတာအဘိညာယတံဘောဓာယနိဗ္ဗာနယတံဝိတတိတမာရိတံဘောဇင်ကောခောတနိနာဒမေယတမတကတာဘာဝိတာဘဟုလိကတာအဘိညာယတံဘောဓာယနိဗ္ဗာနယတံဝိတတိဥပိခာတံဘောဇင်ကောခောတနိနာဒမေယတမတကတာဘာဝိတာဘဟုလိကတာအဘိညာယတံဘောဓာယနိဗ္ဗာနယတံဝိတတိဇိနံဝိထထဂေါရမံဇိနံဝိနာမဂေါရမံဝိဇာစရဏတပ္ပနံဗုဒ္ဓဝိနာမဂေါရမံဇိနံမင်္ဂပါကိုအောင်မြင်တော်မူပြီးသောဂေါရမံဂေါရမအမည်ရှိတော်မူသောဗုဒ္ဓမြတ်စွာဘုရားကိုဝင်တတ်တာရှိခိုးကြကုန်လောမယံငါတို့သည်ဇိနံဒေဝဗုဒ္ဓမံကိလေသာမံခန္ဓာမံမြစ္စုမံအဘိသင်္ခါရမံဟုဆိုအပ်သောမင်္ဂပါကိုအောင်မြင်တော်မူပြီးသောဂေါရမံဂေါရမအမည်ရှိတော်မူသောဗုဒ္ဓမြတ်စွာဘုရားကိုဝိနာမရှိခိုးပါကုန်၏မယံငါတို့သည်ဝိဇာစရဏတပ္ပနံဝိဇာ3ပါးဝိဇာ8ပါးစရဏ15ပါးတို့နှင့်ပြည့်စုံတော်မူပြီးသောတိလတံဝရအိန္ဒြိတုဂௌတဒွါရတာဘောဇနိမတ္တညုတာဇာကရိယာနုယောဂသရာတတိဝိရိယနှင့်ဟိရိဥဒ္ဓဘာတုဒပညာပထမဇံဒုတိယဇံတတိယဇံသရုဒ္ဓဇံဝိပဿနာဉာဏ်စေသောပရိယဉာဏ်ဒိဗ္ဗသောတဉာဏ်အိဒီဝိဒဉာဏ်မနောမေတိဉာဏ်ပုပ္ပိနိဝါရဉာဏ်ဒိဗ္ဗစကုဉာဏ်အာတဝကယဉာဏ်ဟုဆိုအပ်သောဝိဇာ3ပါးဝိဇာ8ပါးစရဏ15ပါးတို့နှင့်ပြည့်စုံတော်မူပြီးသောဂေါရမံဂေါရမအမည်ရှိတော်မူသောဗုဒ္ဓမြတ်စွာဘုရားကိုဝိနာမရှိခိုးပါကုန်၏ဟန္တရာနိဘိကဝေအာမတ္တယာမိဝဝေယဓမ္မသင်္ခါရဘိကဝေအပမဒိနာတမ္မာဒိတာဘိကဝေငါ၏ချစ်သားသမီးများထောင်နာဆိုင်ကြွယ်နိဗ္ဗာန်မြို့ကြီးဝင်ငံဤဖခင်အပြီးမှာခဲ့မယ်လုံးစုံများစွာသင်္ခါရပြတ်သားနောက်ဆုံးမှန်ပြီလေဒါကြောင့်နှိုင်းခြင်းတတိနှင့်အသင့်ပြည့်စုံရကြွယ်သဗ္ဗေဝနေခိပိဋ္ဌံဒီဘုဒ္ဓလောကေသမုဒ္ဒယံယထာဣသာတိတောတထာလောကေအပတိပုဂ္ဂလောတထာဂရောဗလဘတ်တောတံဗုဒ္ဓောပရိနိဗ္ဗူသောလူနာမြမတရဝါဤဆရာတဆူဖြစ်တော်မူသောပြိုင်သူအလုံးရှင်တော်ရှုံးမှုထဘုံကာယဉာဏ်ဗလနှင့်လုံးဝဆုံးလင်းအကုန်မြင်၍တပ်ပြင်းညုမီဉာဏ်တော်တည်သည့်ရွှေရုပ်ဝကိုခန္ဓာလဲဆုံးခွာပြဤလောကဝေကာယအလုံးပြထုံးသည့်နှလုံးမရွှင်ပွဲတကားစကားကောင်းရှင်အားကောင်းရှင်ဉာဏ်ရှင်အတုလမြတ်ဖရာထိုကုံပေါင်းရှင်ဖရာပင်ဆံဝင်နိဗ္ဗာန်ကြွရညာတက်ရှိတရဝအာလုံးဟာခန္ဓာဆွကြရမည်တကားတဟံပတိပြမဤကာရာပူဇာရွစုတကားကံစိတ်ဥဒုအာဟာရဟုယင်းပြုကြောင်းလေးတွေထို့ကြောင့်ဖြစ်လာသင်္ခါရနှဖျားယုံနံတွေဖြစ်ပေါ်လာကပြက်ကြရမုတ်ချမမြဲပေဖြစ်ပြည့်၍လျောမမြဲသောသဘောရှိပါပေဖြစ်ပေါ်ပြီးနောက်ချက်ချင်းပြောက်ချုပ်ပြောက်ကြရပြီ
ဖြစ်ပြနံရုပ်အပြီးပြတ်ချုပ်အဟုတ်ချမ်းသာပေတရားမင်းဟာဤကာရာပူဇာရွတ်ဆိုပေနာဟုအတ္တတပတ္တတောထိတစိတ်တတတာရိနောအာနိဇာတတိမာရဗယံကာလမကရိမုနိအတန္တိနေနစိတ်တေနဝေဒနံဣဇဝါတိပိဇောတတေဝနိဗ္ဗာနံဝိမောခောစေတတောအဟုအရှင်ဘုရားတန်ခါများတို့တရားတခင်ဘုရားရှင်သည်များဖြင့်အာယုံဖုံမဝဲလှုပ်တုံတိုက်ခြင်းတဏှာကင်း၍တန်ရှင်နိဗ္ဗာန်မွင်ဖို့ရန်ဟုရည်တန်သမှုအကြောင်းပြည့်ယခုအခါဆံလွန်ပါပြီများစွာထုံးစံလောကရန်ခန္ဓာစွမ်းဤစိတ်တည်တည်ပင်ကြည်ကြည်လင်းလင်းကိုယ်လဲရှင်လျက်ထဝင်အသက်နောက်မဆက်သည်ဖြစ်ဖြစ်ငြိမ်းတော်ပြီးတကားဗုဒ္ဓမြတ်စွာဝေဒနာသည်လွန်စွာပြင်းပြခံခက်လာလေလုံးဝမလွန်နောက်မတွန်းပဲမရင်ကြည်ပြူခံတော်မူ၏အပူမီးတော်ငြိမ်းကပျောက်သူနောက်ဝင်မိအလုံးပြည်သည်အေးကြီးအေးရပြီးတကားတဏှာကင်းစဉ်ဖျားရှင်ကြွဝင်နိဗ္ဗာန်ပြီးစိတ်ဓာတ်ကြံ့ခိုင်ကောင်းဆိုးနိုင်ဖုံးခိုင်ထွက်ဝင်နေငြိမ်းပြီးစိတ်မညိုးပါဝေဒနာပဲခွာတိခံတော်မူပြီးထိုမြတ်ဗုဒ္ဓစိတ်ကောင်းဟာပမာမိငြိမ်လွတ်ကင်းပြီးရှင်အနုရုဒ္ဓဤကာရာပူဇာရွတ်ဆိုပြီးတရာတိယံဘိန္တတကံတရာတိလောမန္တနံတဘာဝရဝရုပေတိတံဗုဒ္ဓေပရိနိဗ္ဗုတေသီလသမာဓိပညာပြည့်၍မြတ်ပြည်ဥဒုံဂုဏ်တော်ဆုံးသည့်သုံးပုံထင်ရှားမြတ်ဖရာဤတရားနိဗ္ဗုစံတော်မူသောဘူလူများလာကျက်တိထား၍ကြောက်ရအောင်မေမြင်ကလင်ကြီးပဲ့တင်ဟိသည်အန်ချီအဘွယ်ပါတကားမုံမြတ်တန်စင်ဂုံပေါင်းရှင်ကြွဝင်းနိဗ္ဗာန်ပြီးကြောက်ဖွယ်ထူးခြားမြေလုံရှားဖြစ်သွားရလေပြီကျက်တိထဘွယ်မြေလုံတွယ်ထူးစွာဖြစ်လေပြီဤအနန္တာဤကာဒာပူဇာရွတ်ဆိုပြီးတန်တိလက္ခဏာဣဇုဒရတံနိဗ္ဗာနအမတံအနိမိတာဥပါဒနာပရာဌာနာနလဘတိနိဗ္ဗာနအမတံအမြိုက်နိဗ္ဗာန်သည်တန်တိလက္ခဏာငြိမ်သက်အေးငြိမ်ခြင်းလက္ခဏာရှိ၏ဣဇုဒရတံပင်ကိုယ်သဘောမှမီလျောခြင်းဟူသောတံပတ္တိရတ္တရှိ၏အနိမိတာဥပါဌာနံအထေကုဟံပုံတရံမရှိသောတရားဟုဉာဏ်အားထင်လာ၏ပရာဌာနံဤစွာသောအကြောင်းကိုနလဘတိမရအပ်ဓမ္မယေတနာခယံဝိဒါကံအမတံပဏိတယတိစကာတကြမုနိတမဟိတောနတိနာတမိနာတမတိကိဉ္စီဣဒံပိတမေယရနာပဏိတံဣတိနာတစ္ဆေနာတုဝတိဟောတုတန်တံဖြစ်ပြမဆက်အငိမ့်တဖြင့်မပြတ်ပုံသည်အေးမြပြီးထသောခယံယုံနံစူစုအပူခတ်သိမ်းဂုံငင်းကြောင်းလည်းဖြစ်ပြီးထသောဝိရာကံယုံနံအဆက်အကုန်ပြတ်သည်ဖြင့်မတတ်မဲ့ကြောင်းလည်းဖြစ်ပြီးထသောအမတံဇရာမရဏရှာမယအောင်ကာလပုံသည်အမြူတေလည်းဖြစ်ပြီးထသောပဏိတံအယတာရှိစားဝေဤသို့တည်၍မဝမွမြတ်ပြီးထသောယန္တမံအသင်္ကရနိဗ္ဗာန်တတ်အကျင့်တရားတော်မြတ်ကိုတမဟိသောဘာဝနာကမ္မထံလွန်ကျူးပန်းတစ်ပြည့်စိတ်ဆွမ်းတည်ပြီးတမာတိရှိတော်မူသောတကြမူနီတာဂီနွယ်ဘွားငါတို့ဖျားသည်ဣဇကာဘောဓိအောင်မြေပလင်းမွေး၌လေးထွေတစ္ဆာတိတော်ခဝေကောင်းစွာလှရတော်မူခဲ့လိပြီတေနဓမိနာအသင်္ကရနိဗ္ဗာန်တတ်ထူတရားတော်မြတ်နှင့်တမန်တန်းတူထား၍ရှုစားလောက်သောဂိဉ္စီတစ်မျိုးတခြားတရားဆိုင်ရာတစ်စုံတစ်ခုသောယေရနာသည်နတ်အထီလူဘုံနဲ့ရောက်အကုန်ပေါက်အောင်မှွေနှောက်ရှာဖွေမရှိပါကြီးဓမေအသင်္ကရနိဗ္ဗာန်တတ်တရားမြတ်၌ပဏိတံတရားများစွာယေရနာထက်ကဲတာမြတ်မွန်သူပဲ့လွန်သားဣဒံပိယေရဏံယေရနာဖြစ်ကြောင်းကောင်းထဲကောင်းသည်ဂုံမောင်ကိုချုံဤခယဝိရာကစသောဂုံတော်သည်အထိစင်စစ်ဧကံအမှန်မသွေရှိပါပေ၏ဧတိနာသစ္စေနမှန်ကန်လှစွာဤဝစီသစ္စာကြောင့်ပါဏိနံဘေးရန်ခတ်သိမ်းအင်းငိမ့်ကြလိုများလူဘုတို့အားအထူးသဖြင့်တနင်္လာဘွားတကာကြီးကိုကံတို့အားသူဝတိတင့်တယ်ဖို့ရာတန်တန်ဖြင့်ဘေးရန်ခတ်သိမ်းအင်းငိမ့်ခြင်းသည်ဟောတုစင်စစ်မသွေဖြစ်ပါစေတည်းပဋ္ဌာန်းယူမယ်နော်ပဋ္ဌာန်းယူပြီးတော့နာနာပကယထာနာနီဘောတထာနိတမုနိနာအနန္တနေယပဋ္ဌာနံဝိနိအနန္တဂောဇရံဣထာဤအနန္တနေယသမဏပဋ္ဌာန်းကျမ်းတော်ဤ၌မုနိနာမုနိတုတေဘုရားရှင်သည်နာနာပကယထာနာနီဟိတုအာရမဏစသည်များပြအကြောင်းတရားတို့ကို
ဘောဓိတာနိတပ်ပိညုတာဉာဏ်တော်သာဖြင့်ဥစွာကျမ်းသာတည်ပြီးမှလင်းမြလာဝိနေသိစေတော်မူခဲ့ပြီးအနန္တဂောဇရံအဆုံးမရှိကုန်အောင်တည်သည့်ဉာဏ်တော်ဤသာကျက်စားရာဖြစ်တော်မူသောတန်အနန္တနိယပဋ္ဌာနံမြမြောင်ဘောရဲ့နိဆုံကျွဲသာကြည်ကျယ်မြင့်မောထိုပဋ္ဌာန်ကျမ်းတော်ကြီးကိုဝိနေတတတခါကျုံခဲ့စွာမူကျုံလာတိကိုင်ဥဖြင့်ထိုင်၍နှစ်ချိုင်လာစွာရှိခိုးကြောပါ၏အရှင်ဖေဟာဟေတုပစ္စယောအခြေမြင့်တရားရုကွန်ဒီရှင်အာရမဏပစ္စယောအာယုံတရား object condition အဓိပတိပစ္စယောအကြီးမှုတရား predominant condition အနန္တရာပစ္စယောအခြားမဲ့တရား proximity condition or nearness condition တမန်နန္တရာပစ္စယောကောင်းစွာအခြားမဲ့ခြင်းတရား contiguity condition တဟဇာတပစ္စယောအတူတကွဖြစ်ခြင်းတရား condensation condition အညာမြပစ္စယောအပြန်လှန်ကျေစုပြုခြင်းတရား mutuality condition နေတရားပစ္စယောမိတရားတရား dependent condition ဥပနိတရားပစ္စယောအာကြီးသောအကြောင်းတရား strong dependent condition ပုရိဇာတာပစ္စယောရှင်း၌ဖြစ်ခြင်းတရား pre-nascent condition ပိစာဇာတာပစ္စယောနောက်၌ဖြစ်ခြင်းတရား post-nascent condition အာဒီဝနာပစ္စယောအဖန်တလဲလဲဖြစ်ခြင်းတရား repetition condition ကမ္မပစ္စယောမျိုးစေ့တဘာဝနှင့်ပြုပြင်စေခြင်းတရားကမ္မ condition ဝိပါကပစ္စယောအကျိုးဆက်ဖြစ်ခြင်းတရား resident condition အာဟာရပစ္စယောထောက်ပံ့ခိုင်းစေခြင်းအကြောင်းတရား nutriment condition အိန္ဒြိယပစ္စယောအစိုးရခြင်းတရား faculty condition ဇာနာပစ္စယောကဲ့ရဲ့ရှုတတ်ခြင်းတရားဇာနာ condition မေဃပစ္စယောလန်ခီတပွဲဖြစ်သောတရား part condition တံပယုတ်တပစ္စယောရှင်တွဲခြင်းတရား association condition ဝိပယုတ်တပစ္စယောမရှင်တွဲခြင်းတရား dissociation condition အဋ္ဌိပစ္စယောရှိခြင်းတရား present condition နတ္ထိပစ္စယောမရှိခြင်းတရား absent condition ဝိကရပစ္စယောကင်းခြင်းတရား disappearance condition အဝိကရပစ္စယောဟောတိမကင်းခြင်းတရား non disappearance condition ဓမ္မစကားနေ့တိုင်းကြားကစိတ်ထားဖွင့်လက်သိဉာဏ်ထက်ဤဒီဝါတပ္ပတိအတိသောရတိမာပါတိသန္တိမာတဏ္ဏနောခတ္တိယောတပ္ပတိဇာယီတပ္ပတိဗြဟ္မနောထတ္တဗမောရထိဗုဒ္ဓောတပ္ပတိတိဇတာသာမိတတိကောမန္တုယေသောပနာပတုတုဘိအတံတိတိဖုဝိတိဝေကကောကကောနာမမဟံစိတ္တိတံတတ္တတင်ချေယနဝတင်ချေယဝါစကံကာယဝါစာစရုချတံဗုဒ္ဓတတုပါဂမိတံဗုဒ္ဓေအထာဝိသင်္သာဒေါရသင်္သာသဟတကိပိသာတတတဒါနိနမမိတိယတမဟံအပကဝါလူကဂင်္ဂနန္တာနေဗုဒ္ဓဇိနံတိတံတမေသာတံကိသာအာတိနာနာမမဟံနမကာယ ानु ဝဝိနာဟိတဝတပိဥပတဝိနိကအန္တရာယပိဝိနာတန္တုအာတိတတောဣဇာတာလီတာဝိတ္တနိထတဝလောကန္တဒီဝကံပိပိယတဝသမရတန်နေဘူးသောသောတာတာဝကောဖုံတော်၆စုအောက်လန်းထု၍ပြန်သူပကင်တရားမင်းဖြစ်တော်မူသောဂေါရမရှင်တော်မြတ်ဖျားသည်45ဝါကာလပတ်လုံးတည်တော်မူ၍နန္ဒတကွတော်သူပေါင်းကိုတရားတည်ယူသောအမြတ်ရတာကိုတောက်စီတော်မူပြီးတပိဒါတန်ဃာတော်များပေါင်းနှင့်တကွဒုက္ခသမုဒယချုပ်ရမှန်ဤနိဗ္ဗာန်ကိုဧကံကြွသွားတော်မူပြီးဤဟုတ်ဓမ္မနာဟုတ်မှန်ရာကိုအမှန်ပြောကြားဤသစ္စာစကားကြောင့်အကျွန်ုပ်တို့အားတင်တို့အားအထူးသဖြင့်တနင်္လာဘွားတကာကြီးကိုကံတို့အားကျန်းစီတိုင်းတောက်တာတိုင်းတော့အောင်ဖို့လူရအောင်စရာကိစ္စအဝဝဖြစ်သောမင်္ဂလာအပေါင်းတို့သည်မကြာခဏလွယ်ကူစွာသာပြည့်ပါစေတည်းပြစ္ဆုတ်ပန်နှင့်တန္တရာကောင်းကျိုးပွားတိုးစေတဲ့အကျင့်ကောင်းမြတ်သောကာယကံပြစ္ဆုတ်ပန်နှင့်တန္တရာကောင်းကျိုးပွားတိုးစေတဲ့အကျင့်ကောင်းမြတ်သောဝစီကံပြစ္ဆုတ်ပန်နှင့်တန္တရာကောင်းကျိုးပွားတိုးစေတဲ့အကျင့်ကောင်းမြတ်သောမနောကံတို့သည်အထင်ရှားရှိကုန်၏ထို့သို့ဆိုညာမြတ်သောကာယကံမြတ်သောဝစီကံမြတ်သောမနောကံထိုကံသုံးပါးစလုံး၌အကျဉ်းတို့အားတင်တို့အားအထူးသဖြင့်တဏ္ဍာဘဝတကာကြီးကိုကံတို့အားမြတ်သောတရားနှင့်လျော်ညီစွာကျင့်ကြံကြိုးကုပ်ပွားများအားထုတ်နိုင်ကြပါစေကုန်သတည်းကံသုံးပါးစလုံးတတိသုံးရရှိအမြတ်ဆုံးအနန္တကုံကိုလုံးခြုံစီသောအနန္တကုံကိုလုံးခြုံစီသောအနန္တကုံကိုလုံးခြုံစီသောမြင်သည့်ကြားသူများအားလုံးကျမ်းမာချမ်းသာလမ်းဖြာကြပါစေဘာမှအားမငယ်တဲ့ကိုကံတို့ရေနော်အားငယ်စရာမလိုနော်ကိုကံတို့မှာအကုန်ဥစ္စာတို့ကြီးကပါပြီးသားဘေးမှာအနားမှာရှိနေနော်ဘယ်သွားလားနော်ဘယ်သွားလားဘာမှမကြောက်ကြနဲ့နော်ပူတယ်တင်းတယ်တွန်းတယ်နော်တွန်းတယ်ပူတယ်တင်းတယ်အဲ့ဒါအဲ့သဘောလေးခန္ဓာကိုယ်မှာပေါ်လာရင်မှတ်ပြီးတော့ကြည့်နော်တစ်ချိန်လုံးပေါ်နေရလीနော်ပေါ်တယ်အဲ့ဒါပေါ်ပြီးရင်ပျောက်သွားနာလာတဲ့ဒီတိုင်းပဲလीနော်နာလာတဲ့တင်းတာဘိုက်ကလည်းတင်းတယ်နော်တင်းတယ်ပူတယ်ပြီးရင်တင်းတယ်ပူတယ်နောက်ပြီးတော့တိုးတယ်
နော်တိုးတယ်အဲ့လေးမှတ်ပြီးတော့သူ့ဟာသူစိတ်အေးချမ်းချမ်းလေးဖြစ်သွားမယ်နော်ဘေးကနေကြည့်ပြီးတော့ဘေးလူအနေနဲ့ကြည့်ရပုံစံမျိုးနဲ့ဆိုရင်နော်ငါဆိုရင်ငါနာတယ်ငါနာဆိုပို့ပြီးတော့နာတယ်နော်ဟုတ်ပြီလားပြန်ဦးမယ်နော်နောက်ခေါက်ကျမှတွေ့မယ်နော်โอเคအားမငယ်နဲ့နော်โอเค